Tì công ban đài la gì chế lộ mì bê tha để đea rồi Nên là bố nhí đồ hôm nay đea góng sinh của chế nhà bà để bê đài Tì công ban đài la gì chế để bà đea bà lê Tì công ban đài la gì chế lộ mì bê tha để Dhamma Kata Đề Tà Na Đi cái này nhà họ cha mi phía lệ đó cháuတရားမောကြသည်မိတရားမနာကြသည်မိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုယောသေးစွာလို့ချီးမွမ်းရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ညာရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မတဏပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျုပ်ကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ညာရအောင်ဥရေတိဇာနိလောကညုစန္တိမာဓမ္မတိရကုဘာဝတေတိဣမေသန္တုဓမ္မရံတိဓာတုစုဒါနိဣဒာနိဖယာတိဝတ္တယရဏစံယုံကြောင့်တရပံကုန်တို့ဖြာဖြာစံစုံတင်၍စွမ်းကုန်ပွင့်ရမည်ယခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်ထွေထွေလာယောင်တို့ထက်ကရေကရမကအဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သည်ဖြင့်ကဘာတလွားမှယရဏတရားတိဟုသောအယောင်ဝါလည်းရှိတော်မူပါဝေထသောလောကီညုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိကြည်သည်မြမိမိရရာထဲ့မဲ့သည်မြတ်ရှင်ဗေဒမြလက်တင်ထားတဲ့ကဲ့သို့ပိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါဝေတသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတ်တော်တာလုံးခန္ဓာမဘောလာလည်းရင်တမြောကမန္တိလျာသည်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပေခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြီးကြီးနဲ့ဘောဥရိတောင်းတိစီမမြရောင်ကြီးတဖိဖိနှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးကြုံကိုလဲရ၍လေးရကိုမြန်တော်မူတိတကူမြတ်နန်းနှင့်လာစံယရဏဖြစ်တော်မူပါဝေသောဘုရားရှင်ကိုရောမြတ်ကြီးဖယားတော်တွင်မူအပြင်မူအစင်ဘူကအဘုကကြကြသဖြင့်ဗုဒ္ဓရှိသူတွေကိုဗုဒ္ဓတွေခြုံငိမ့်အောင်ယုံသိအေးမြစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအနိဒသော၍မြတ်သောဝါဒနာခိုင်ကြသဖြင့်ဓမ္မရအတိုင်းပြောင်းမှန်စွာနေကြကုန်သောဣမေသန္တုရှေးဘဝဇယိတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဂုံတော်ညွန့်6ဆုံးကြည်ဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတို့ဖြင့်ပါပသိတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်၍ထ
ထောလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ညီညွန်ဘုဒ္ဓဖြင့်အထူးကျက်တဲ့မဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖယားဒီနေ့ညဟောမဲ့တရားပရိသတ်ရဲ့ဒီကုံပန်းတိုင်းလှစေခြင်းနဲ့ဗတ္တရားအဲ့ဒီဒီကုံပန်းတိုင်းလှစေခြင်းဆိုတဲ့တရားကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ဘယ်မှာတရင်သုံးစံပေတော်မူစဉ်ကာလကဟောတော်မူတာတော့ဆိုရင်ယထာပုပ္ပရာသိမာတိဣမံဓမ္မဒေသနံသာထာသာဝဋ္ဌိယဥပါနိတယပုပ္ပရာမေဝိဟရတောပုပ္ပရာမေဝိဟရတောဝိတာခဥပတိကံအာရဘကထေတိယထာပိပုပ္ပရာသိမာတိဣမံဓမ္မဒေသနံယထာပိပုပ္ပရာသိမာသာရှိသောဣတရားဒေသနာတော်မြတ်ကိုတထာလူနတော်ဆရာဖယားများစွာကသာဝဋ္ဌိယံသာဝဋ္ဌိခေါ်တဲ့ရွှေမြို့တော်မှာသာဝဋ္ဌိခေါ်တဲ့ရွှေမြို့တော်ကိုဥပနိတယအမိပြု၍ပုပ္ပရာမေပုပ္ပယုံလို့ခေါ်တဲ့ကျောင်းရွှေဘုံမှာဝိရဒတောယမတလေးလေးဖြင့်မြတ်ကြီးရွှေပြုံးတရင်သုံးစံပေတော်မူနေစဉ်ခါကာလစီတုံးကဝိတာခဥပတိကံပုပ္ပယုံကျောင်းအမကြီးဝိတာခကိုအာရဘကျောင်းပြု၍ကထေတိကရုဏာရှိထာမေတ္တာအဖြင့်မိန်ကြားတော်မူခဲ့ပါပေသတည်းခါတိုင်းသုတ်တံဒေသနာတော်များမှာဧကနမေယဘဂဝါသာဝဋ္ဌိယဝိဟာရတိဇေတဝနေအာနာထပိဋိကတာအာရမေဒီပါဠိစလုံးဟာဘုရားတို့ပိသနာတဲ့အမြဲတမ်းရှင်းနေတော့သာဝဋ္ဌိဆိုရင်ဇေတဝန်ကျောင်းတော်ကကြီးပဲသုတ်တံတွေကစတာများတယ်ဒါပေမဲ့လို့ဒီနေ့ညဟောတဲ့တရားကတော့ပြည့်တဲ့သဝဋ္ဌိပြီးတော့မှန်တယ်ကြောင်းကွဲသွားတယ်ကြောင်းလွဲသွားတယ်ဘာကြောင်းလို့ဆိုရင်ပုပ္ပါယုံကြောင်းမှာဘယ်ကြောင်းမှာလဲလေသဝဋ္ဌိယဥပနိတယပုပ္ပရာမေဝိဟရတောဝိတာခဥပတိကံအာရဘကထေတိပုဗ္ဗယုံကျောင်းကြီးကိုဆောက်လုပ်လူဒန်းတာကျောင်းအမကြီးဝိတာခတဲ့ကျောင်းအမကြီးဘယ်သူတဲ့လဲအဲ့ဒီဝိတာခကျောင်းအမကြီးပုဗ္ဗယုံကျောင်းဆောက်တာလေးနည်းနည်းလေးပြောမယ်ဘေးတိုက်ဝိတာခကျောင်းအမကြီးကပုဗ္ဗယုံကျောင်းကိုဆောက်တာမြေဝယ်ရတာ6ဂရေကုန်တယ်မြေဝယ်ရတာဘယ်နှဂရေလဲသူရှိမှမြေမရှိဘူးမြေမရှိတော့မြေပိုင်ရှင်တဦးထံကနေပြီးတော့အဲ့ဒီကျောင်းဆောက်မဲ့မြေနေရာကိုဝယ်ရတာ6ဂရေကုန်တယ်တဲ့အဲ့ဒီ6ဂရေတန်သောမြေပေါ်မှာသာသနာမြေပေါ်မှာ6ဂရေတန်သောကျောင်းတွေကိုဆောက်တယ်အဲ့ဒီကျောင်းဆောက်တဲ့ပွဲကျောင်းလွတ်ပူဇော်ပွဲကျောင်းရည်သေးချပွဲကို4လကျင်းပတယ်ဘယ်နှလကျင်းပလဲဘုန်းကြီးတို့ဘာဝနာပရိယတ္တိစာသင်၌တဲမှာဆောက်လုပ်တဲ့ဓမ္မယုံကျောင်းဆောင်ကြီးရည်သေးချပွဲအခမ်းအနားဟာဘယ်နှလကျင်းပမှာလဲဘာ4လဆောက်ပြောနေတယ်4လဆိုပဲကျွေးနိုင်လိမ့်မလို့4လပဲကျွေးနိုင်တယ်တရက်ပဲကျင်းပမှာဘယ်နှရက်ကျင်းပမှာလဲအဲ့ဒါနဗေငါကထိန်နဲ့
ကျောင်းရည်သေးချပွဲနဲ့တရက်ကျင်းပါလား။ဥမာဘုဗ္ဗယုံကျောင်းအမကြီးကသူ့ကျောင်းရည်သေးချပွဲကိုပရိသတ်ရဲ့4 လကျင်းပါတယ်။ညစဉ်ဘုဗ္ဗယုံကျောင်းမှာဓမ္မသဘင်တွေကျင်းပါပြီးတော့4 လတိုင်ကျောင်းအမကြီးကသူ့ကျောင်းကိုရည်သေးချ။အဲ့ဒီရည်သေးချပွဲမှာကုန်ကြတဲ့ငွေဟာ6 ကလေးကုန်နေတဲ့ဘယ်လောက်ကုန်နေတဲ့လဲကျောင်းမြေဝယ်တာကျောင်းဆောက်တာရည်သေးချပွဲကုန်ကြစရိတ်က9 3 4နဲ့ခွန်နဲ့ပြန်ပေါင်းဘုန်းကြီးဘာတွေပြောနေလဲမအောင်မင်းနဲ့နော်နဲ့ခွန်နဲ့ပြန်ပေါင်းတော့လဲဘယ်လောက်လဲအဲ့ဒါဘယ်လိုအဓိပ္ပာယ်လဲတော့မသိဘူးပိယတကြီးဘယ်လိုအဓိပ္ပာယ်လဲတော့မသိဘူးအဲ့ဒါအနာရဘိန်တစ်ပြေးကြီးဒီဇေတဝန်ကျောင်းကြီးကိုဆောက်တာပိယတကြီး45 ကတိကုန်တယ်ဘယ်လောက်ကုန်လဲ45နဲ့ပြန်ပေါင်းတော့လဲဘယ်လောက်လဲအဲ့ဒါကောင်းတဲ့ဘက်ကယူရင်ပေါ့လေအကောင်းတွေးကြည့်ရင်ပေါ့မြတ်စွာဘုရားရဲ့ဂုဏ်တော်9 ပါးကိုအာယုံပြု၍ကိုယ်ကဏ္ဍကိုက်ပြီးတော့လုပ်တယ်လို့ဒီလိုယူလဲရတယ်ရသလားမရဘူးလားတန်ခါဂုဏ်တော်ကလည်း9 ပါးရှိတယ်တန်ခါဂုဏ်တော်ဘယ်နှပါးရှိတယ်မြတ်စွာဘုရားနဲ့တန်ခါတော်တို့ကိုပူဇော်တဲ့အနေနဲ့တန်ခါဂုဏ်တော်9 ပါးကိုအာယုံပြုပြီးတော့ကိုယ်ကလေးတန်တော့အဆောက်အဦတွေကိုဆောက်တဲ့ဆိုရင်လည်းပဲဒီလိုအဓိပ္ပာယ်ကောင်းရင်လည်းရသလားမရဘူးလားဒါကအဓိပ္ပာယ်ကောက်ကြည့်တာဘာကောက်ကြည့်တာလဲမရသေးရဲ့အဲ့တော့ဝိသခာရဲ့စိတ်ထဲမှာတော့ဘယ်လိုအဓိပ္ပာယ်နဲ့လုပ်တယ်တော့မသိဘူးပေါ့ဟုတ်လားအနာတပည့်ရဲ့စိတ်ထဲမှာတော့ဘယ်လိုအဓိပ္ပာယ်နဲ့ဒီလိုဆောက်တယ်ဆိုတာတော့မသိဘူးပေါ့ဘုန်းကြီးတို့ပိယသားရဲ့စိတ်ထဲမှာတော့အဓိပ္ပာယ်တစ်မျိုးကောက်နေတာဘုန်းကြီးကကျင့်တယ်သိထားပြီဟုတ်လားသူတို့ကောက်တော့မှာပဲအဲ့ဒါတွေ့တယ်မှာ9 ကလေးတယ်ကိုဒီလိုတွေကိုအတန်မကြားရဘူးသူတို့ဟာကဲထားလိုက်တော့အဲ့တော့ဘုန်းကြီးပြောချင်နေတာကအဲ့ဒီဘုဗ္ဗယုံကျောင်းမှာဝိသကဓမ္မကြီးကသူကျောင်းဆောက်လို့ပြီးတဲ့အခါကျတော့သူသားတွေသမီးတွေမြေးတွေမြစ်တွေနဲ့ခြံရံပြီးတော့ဘုဗ္ဗယုံကျောင်းကြီးကိုလိုက်ကြည့်တာဘယ်ကျောင်းကိုလိုက်ကြည့်တာလဲကျောင်းမကြီးဆိုတော့ငါကျောင်းဗာများလိုပါသေးလဲဗာများလိုပါသေးလဲဆိုပြီးတော့ကျောင်းကိုပတ်ချလဲလိုက်ကြည့်ပြီးတော့အဲ့ဒါတခါလဲလိုအပ်တာလေးတွေထပ်ဖြစ်မယ်ဆိုလိုက်ကြည့်ရင်နဲ့ဘာမှလိုလေသေးမရှိအောင်ဆောက်ထားတဲ့ကျောင်းဆောက်ဦးကြီးဖြစ်နေတော့ပုဗ္ဗယုံကျောင်းမကြီးဝန်းတာတယ်တဲ့ပုဗ္ဗယုံကျောင်းမကြီးဘာဖြစ်လဲအဲ့ဒါဝန်းတာလုံးအားကြီးလို့ပုဗ္ဗယုံကျောင်းမကြီးဝိသခာဟာနှုတ်ကနေပြီးတော့ဥဒန်းကျူးတယ်တဲ့မဒုရတတ္တေနဥဒါနာဥဒါနေတိမဒုရတတ္တေနသာယာချိုးမြိန်သောအတန်ဖြင့်ဥဒါနာဥဒန်းစကားကိုဥဒါနေတိကျူးရင်ခဲ့လေပြီအတန်လေးစာအတန်လေးသာနဲ့ဝိဒခာဟဘေးတိုက်ဘုဗ္ဗဝံကျောင်းကိုလှည့်ကြည့်ရင်းနဲ့ဥဒန်းကျူးတယ်တဏီပြောရင်ဝိသခာတချင်းဆိုတယ်တဲ့ဝိသခာဘာလုပ်တယ်တဲ့လဲအဲ့ဒါဒီနေ့ခေတ်တော့ဆိုင်းဆရာတွေဘာတွေဆိုင်းတီးတဲ့အခါမှာဟိုကက်ဆက်ကိုတွေဘာတွေထဲမှာလဲကြားဖို့တယ်ဝိသခာကဘိုက်ကိုပြောစီတီးပြီးတော့ကတယ်လို့ဒီနေ့တော့တော်တော်များများပြောနေကြတယ်စာထဲမှာတော့ဘုရားတိုင်ကတယ်ဆိုတာလည်းမပါဘူးဘိုက်ကိုပြောတီးတယ်ဆိုတာလည်းမပါဘူးမဒုရတတ္တေနဥဒါနံဥဒါနေတိလို့ဓမ္မပဒထေကရာမှာဒီလိုရေးထားတာရှိပါအဲ့တော့တာယာသောအတန်ဖြင့်ဝိသခာတိဥဒန်း5 ပုဒ်တခြင်း5 ပုဒ်ကိုသိကျူးပါအဲ့တော့ကျောင်းအမကြီးကတခြင်းဆိုပြီးတော့ဥရန်ကျူးပြီးတော့မြေးတွေမြစ်တွေနဲ့သူ့ကျောင်းဝန်းကြီးလှဲ့သွားနေတာကိုတခါမှမမြင်ဘူးတဲ့တန်ဃာတော်တွေကကျောင်းအမကြီးဘယ်လိုဖြစ်လဲမသိဘူးစိတ်ဖောက်ပြန်သွားပြီထင်တယ်မြည်တွေနောက်ကတော်လောင်တလန်းနဲ့သူကရှေ့ရပဝါကြီးစုံချပြီးတော့တခါတည်းသူဒီဂါထာ5 ပုဒ်ပေါ့ဘေးသားရဲ့အဲ့ဒီဂါထာ5 ပုဒ်ကိုသူသိကျူးတော့
တန်ဃာတော်တွေကမြတ်စွာဘုရားသွားလျှောက်တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားကျောင်းမကြီးဝိသခသူ့ကျောင်းကြီးဆောက်လုပ်ပြီးတဲ့အခါကျတော့စိတ်ထဲဘယ်လိုဖြစ်သွားတယ်လဲမသိဘူးဘုရားပါဇက်ကလည်းတွတ်တွတ်နဲ့တချင်းတန်လိုဂီတတန်လိုအတန်များကျူးချင်းပြီးတော့မြေတအုပ်နဲ့အဖွားကြီးကျောင်းထဲမှာလိုက်လှဲ့နေပါတယ်ဘုရားဒီတော့မှဘုန်းတော်6ပါးတခင်ဘုရားရှင်ကိုရောမြတ်ကရှင်သာတော်ဝိသခာယူသွားတာမဟုတ်ဘူးခူးပြီးတော့စပယ်ဆိုလဲစပယ်ပန်းတွေခုပန်းလေးနဲ့ထက်နေစီဆိုလဲနေစီပန်းလေးတွေခုပန်းလေးနဲ့ထက်အဲ့လိုပန်းတွေကိုနင်းစီတပုံစပယ်တပုံအပုံလေးတွေပုံပန်းလေးနဲ့ထည့်ပြီးတော့အဲ့ဒီပန်းပုံတွေကပန်းပွင့်လေးတွေကိုကျိုးနဲ့တည်တယ်တဲ့ဘာနဲ့တည်တယ်တဲ့ဘာဖြစ်လို့လို့ဆိုရင်ပန်းခုံရောင်းမလို့ဘာလို့ဟုတ်လဲအဲ့ဒီတော့ဘုန်းကြီးတို့ပိဋကဒီနေရာမှာပန်းနေဘလောက်ပဲပေါ်ပါစေအဲ့ဒီပန်းကိုလှပအောင်တီကုန်းနဲ့အတတ်ပညာကိုမတတ်ဘူးဆိုရင်အဲ့ဒီပန်းကုန်းမလှဘူးတဲ့အဲ့ဒီပန်းကုန်းပါတယ်တတ်တစ်ချက်မှတ်ပါနောက်တစ်ခုကပန်းကိုတီကုန်းသောအတတ်ပညာကိုဘလောက်ပင်တတ်ပါစေပန်းမရှိဘူးဆိုရင်လည်းပဲပန်းတီကုန်းလို့မရဘူးရသလားအဲ့ဒါဒီနှမျိုးကိုမြတ်စွာဘုရားကဒီနေရာကိုဥမာပေးပြီးတော့ဟောသွားတာအဲ့ဒါဒီနေ့ခေတ်ပေါ်လေဘုန်းကြီးတို့ဘာသာရေးအခမ်းအနားတွေမင်္ဂလာအခမ်းပွဲတွေမှာပန်းအလှပြင်သောဒီဇိုင်နာတွေပေါ့ပန်းအလှပြင်တဲ့ပုံကိုယ်တွေရှိသလားမရှိဘူးလားပန်းဆိုတာလူတိုင်းအလှမပြင်တတ်ဘူးပြင်တတ်သလားဓမ္မစပယ်ပန်းတွေပုံထားပေးလိုက်နှစ်စီပန်းတွေချထားပေးလိုက်စစ်စပန်းတွေချထားပေးလိုက်ကန္နမပန်းတွေချထားပေးလိုက်ဖလားတစ်လုံးချပေးလိုက်စမ်းပန်းအိုလှအောင်ထိုးစမ်းဆိုရင်ထိုးတတ်လားထိုးတတ်ဘူးထိုးတတ်သလားမထိုးတတ်ဘူးဘုရားလှအောင်ပအောင်ထိုးတဲ့ပညာဟာသင်ရတယ်ပညာဟာမလုပ်ရလဲပန်းအလှပြင်တဲ့ပညာဘာအလှပြင်တဲ့ကောင်းပြီပန်းတွေကိုဘလောက်ပဲလှပါစေပန်းတွေဘလောက်ပဲများပါစေပညာမတတ်ဘူးဆိုရင်လည်းပဲပြင်လို့မရဘူးပညာတွေဘလောက်ပဲတတ်ထားပါစေပန်းမရှိဘူးဆိုရင်လည်းပဲပြင်လို့ရတာဒီဥပမာကိုအဲ့ဒါဘုန်းကြီးတို့ပိဋကပေါင်းတော်ကောင်းတို့နားလည်ပြီဆိုရင်မြတ်စွာဘုရားကဒီဥပမာကိုပေးလိုက်တာနားလည်ပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တရားချက်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့အခုလူလောကတွေကိုရောက်လာတယ်လွဲကရောက်လာပြီးတော့အထိုက်လျောက်ပေါ့လေမိမိတို့အတိတ်ကံကလည်းပေးတယ်ပစ္စုပန်မှာလည်းကံညာဝရိယတွေနဲ့ရှာလို့ဖွေလို့ရထားတဲ့အိုးတွေရှိတယ်အိမ်တွေရှိတယ်စိတ်တွေရှိတယ်ရွှေတွေရှိတယ်ကားတွေရှိတယ်တိုက်တွေရှိတယ်အစရှိသည့်အဖြစ်စိန်ချိန်ငွေကြောက်တံပရမအိုးရင်တိုက်တာကားဆိုတာဟာဘိဓုပိယတိုင်အဲ့ဒါပန်းနဲ့တူတယ်တဲ့ဘာနဲ့တူတယ်တဲ့ပန်းနဲ့တူတယ်ဘာနဲ့တူလဲအိုးအိမ်စိန်ရွှေငွေကြောက်တံပရမတိုက်တာကားဆိုတာဘေသတ္တရေဘာနဲ့တူတယ်တဲ့လေပန်းပုံကြီးပန်းအစုပုံကြီးနောက်မိမိတို့ရဲ့ခန္ဓာကိုယ်မိမိတို့ရဲ့ခန္ဓာကိုယ်ဟာလည်းဘာနဲ့တူတော့ဆိုလို့ရှိရင်လက်လည်းကောင်းတယ်ခြေလည်းကောင်းတယ်မျက်စိနားနာလျှာကိုယ်စိတ်အကုန်လုံးအိန္ဒြေ6ပါးအပြည့်အစုံဆိုရင်ဒီခန္ဓာကိုယ်ဟာလည်းပန်းနဲ့တူတာပဲတဲ့ခန္ဓာကိုယ်ဘာနဲ့တူတယ်တဲ့ခန္ဓာကိုယ်လည်းပန်းနဲ့တူတာပဲတဲ့အဲ့တော့ခန္ဓာတို့အသက်တို့အကြောင်းကိုနောက်မှပြောမယ်ပရမဥဆုံးဘုန်းကြီးတို့ပိဋကပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးရှေ့ဥစွာပြောချင်နေတဲ့နံပါတ်1ပန်းကုံးလေးတစ်ခုံးပေါ့ပန်းမွေလေးတစ်ပွင့်ပေါ့ပန်းဖလားလေးတစ်လုံးပေါ့အဲ့ဒါကအလှပြင်တဲ့အတတ်ပညာဆိုတာဘာကိုပြောတယ်ပန်းဆိုတာဘာကိုပြောတယ်ဆိုတာသိရအောင်ဘုန်းကြီးတို့ပိဋကဒါလေးလိုက်ဆိုကြည်သားမှာပန်းဆိုသည်မှာလူစရာရှိတာခေါ်ရတာပန်းဆိုသည်မှာလူစရာရှိတာခေါ်ရတာပန်းဆိုသည်မှာ
လူစရာရှိတာခေါ်ရတာမြတ်စွာဘုရားကပန်းဆိုတာဘာလို့ဆိုရင်မိမိတို့ရှိမှရှိနေတဲ့စိန်ရွှေငွေတောက်တံမြတ်ဥယျာဉ်တိုက်တာကားပစံဒါတွေကပန်းနေတဲ့တော့ဒါကလှူစရာဝတ္ထုပစ္စည်းတွေအဲ့ဒါပစံရှိရင်သင်္ကန်းလှူခြင်းသင်္ကန်းတော့ဝယ်လို့မရဘူးလားပစံရှိရင်ကျောင်းဆောက်ချင်ရောကျောင်းလှူလို့မရဘူးလားအဲ့ဒါကြောင့်မို့လို့လှူရန်ဝတ္ထုပစ္စည်းအလုံးတို့သည်စိန်ရွှေငွေတောက်တံမြတ်အလုံးတို့သည်ပန်းနဲ့တူတယ်ဘာနဲ့တူလဲအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့တချို့များလေပန်းနေအများကြီးပဲဘလောက်တော်များတော့တချို့များကား၄၅6စီးရှိတယ်တချို့တိုက်၄၅6လုံးရှိတယ်တချို့လည်းပဲရွှေဆိုတာပိတ်တာနဲ့ချင်းရှိတယ်တချို့စိတ်ဆိုရင်ပြည်တောင်းတဲ့တောင်ချင်းလို့ရအောင်ရှိတယ်အဲ့ဒါပန်းပုံကြီးခေါ်တယ်အဲ့ဒါဘာပုံကြီးလဲပြည်သားရဲ့အဲ့ဒီပန်းပုံကြီးဘလောက်ရှိပါစေပြည်သားရဲ့ပန်းတီသောအတတ်ပညာကိုမတတ်ဘူးဆိုရင်အဲ့ဒီပန်းဟာမလှဘူးတဲ့အဲ့ဒီပန်းကဘာတယ်လဲကဲဆိုလိုက်ပါတရားဆိုတာသီကုံးရာကောင်းစွာကျွမ်းကျင်တာတရားဆိုတာသီကုံးရာကောင်းစွာကျွမ်းကျင်တာတရားဆိုတာသီကုံးရာကောင်းစွာကျွမ်းကျင်တာပန်းတိကုံးသောအတ္တပညာသည်ဘာကိုခေါ်တာတော့ဆိုတရားတရားတဲ့ဘာကိုခေါ်တာလဲတရားတရားသည်ပန်းတိကုံးသောအတ္တပညာနဲ့တူတယ်တဲ့အဲ့တော့သူ့မှာပန်းတွေဘလောက်ပဲပေါ်ပေါ်စိတ်ကြွငွေကြောက်တာပရမညာဥယျာဉ်တိုက်တာကားဘလောက်ပဲပေါ်ပေါ်ပရိသတ်ရဲ့တရားတရားမရှိဘူးဆိုရင်အဲ့ဒီဥစ္စာပစ္စည်းတွေကမလှဘူးတဲ့အဲ့ဒီဥစ္စာပစ္စည်းတွေကဘာလဲပန်းမုံကြီးဒီတိုင်းထိုင်ကြည့်နေတာပန်းကုန်းလည်းဖြစ်မလာတော့ဖလားတော့မှလည်းပဲလှလှပပပန်းဖြစ်မလာတော့တရားမလို့ဘုန်းကြီးတို့မြတ်စွာဘုရားကဒီဝိသကာကျောင်းမကြီးဒီပုဗ္ဗဝံကျောင်းကြီးကိုဆောက်လို့ဝမ်းသာလို့ဥရန်ကျူးတဲ့နေရာမှာမြတ်စွာဘုရားကဒီတရားကိုဥပမာနဲ့ပေးပြီးတော့ခေါ်သွားတယ်အဲ့တော့ဒီနေ့ဘာဝနာပရိယတ္တိဇာတ၌အတွင်းမှာဆောက်လို့လူတန်းအပ်သောဘယ်တော့ကမှပြီးမယ်လို့မမျှော်မှန်းထားတဲ့ဓမ္မယုံကြီးဟာဘုန်းကြီးဒီမှာတရားဝဲလာတိုင်းစောင်းပြီးတော့ကြည့်တယ်ဒီဓမ္မယုံကြီးကကြာလာနေပြီတိုက်နေထူထားပြီဘုန်းကြီးတွေဘာလို့လဲမသိဘူးအကြောင်းဆောက်မပြီးဘူးလားမသိဘူးစိတ်ထဲမှာဟောအခုပန်းတိကုံသောအတတ်ပညာကိုတတ်ကြတဲ့ဒကာဓမ္မတွေခုဘာလို့ကြတယ်လဲတရားတရားဒီဟူသောကျိုးနဲ့တည်ပြီးတော့မိမိတို့ရှိတဲ့စီးပွားဥစ္စာတွေထုံတော်ပြီးတော့ဟောဘုရားကနေလို့တဲ့ဘုရားတွေပင့်တင်လာတယ်ဓမ္မသဘင်တရားဝိတွေကျင့်ပါတယ်အခုဓမ္မယုံကြီးတခုပြီးစီအောင်မြင်သွားတော့ဒီဓမ္မယုံကြီးကဘုန်းတော်ပြည့်တိုင်းမလှဘူးလားအဲ့ဒါဘာဖြစ်လို့လှလာတာတော့ဆိုရင်တရားတရားကြောင့်လှလာတာဘာကြောင့်လှလာတော့လဲဓမ္မယုံတက္ကများကတရားတရားမရှိဘူးဆိုရင်ဒီဓမ္မယုံကြီးလှလှပပဖြစ်ပါမလားမဖြစ်ဘူးတဲ့ဒါကြောင့်တရားတရားဒီပရိသတ်ပန်းတိကုံသောအတ္တပညာနဲ့တူတယ်တဲ့ဒီကုံတဲ့အတ္တပညာတွေဘလောက်ရှိပန်းမရှိပြန်ရင်လည်းပဲမလှပြန်ဘူးပန်းမရှိပြန်ရင်လည်းဘာဖြစ်လဲမလှပါဘူးသို့တော့ချုပ်ရင်းကျဲလေးနဲ့တော့ပြောလို့ရတယ်ပေါ့ရှိတဲ့ပန်းလေးနဲ့လှအောင်ပြင်ရင်တော့လှပါတယ်ရှိတဲ့ပန်းလေးနဲ့ပါတယ်လေကဲဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးကပန်းလေး3ပွင့်ခရေပန်းလေး3ပွင့်ပေးမယ်ဘာပန်းလဲအဲ့ဒီခရေပန်း3ပွင့်ကိုလှအောင်ဘယ်လိုပြင်မလဲပြင်ပြတာမပြင်တတ်ဘူးပြင်တတ်သလားရှိတာကခရေပန်းဘယ်နှပွင့်လဲအဲ့ဒီခရေပန်းလေး3ပွင့်ကိုလှအောင်ဘယ်လိုပြင်မလို့ဆိုတော့အဲ့ဒီမှာအတ္တပညာလိုလာတယ်အဲ့ဒီမှာဘာလိုလာတယ်လဲပြည်သားရဲ့ဒီခရေပန်းလေး3ပွင့်ကလှအောင်ဘယ်လိုပြင်ရပါမလဲလှအောင်ဘယ်လိုကို့မှာပန်းကနဲနေတာကိုဘာနဲနေတာလဲပန်းကနဲနေတဲ့အတွက်ကြောင့်မလို့ဒါလေးကိုလည်းလှအောင်ပြင်နေတယ်ဆိုတော့အဲ့ဒီမှာပြင်နိုင်တဲ့အတ္တပညာဆိုတာလိုသလားမလိုဘူးလားအဲ့ဒါကြောင့်မလို့အတ္တပညာကိုတရားတရားလို့ခေါ်တယ်အတ္တပညာကိုဘာလို့ခေါ်လဲ
ကဲဓမ္မေဘုန်းကြီးတို့ပိသပေါင်းတော်ကောင်းတို့ဆိုကြည်သမပစ္စည်းရှိလေတဒါမွဲလာလဲမလှပါပစ္စည်းရှိလေတဒါမွဲလာလဲမလှပါပစ္စည်းရှိလေတဒါမွဲလာလဲမလှပါအိုးသူ့အတူဘေးတိုက်ပစ္စည်းတွေဘလောက်ပဲပေါ်ပါသေးတိုက်ဘယ်နှလုံးရှိပါသေးကားဘယ်နှစီးရှိပါသေးရွှေဘယ်နှပိဿာရှိပါသေးအဲ့ဒီပစ္စည်းတွေကမလှဘူးတဲ့အဲ့ဒီပစ္စည်းတွေကလှတာဘာလဲတရားတရားဒီဟုသောပန်းတိကုန်းတဲ့တတ်ပညာကိုမတတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပစ္စည်းတွေကမလှမပဘူးတဲ့ဒါကြောင့်မိမိရဲ့အိမ်မှာရှိနေတဲ့ပစ္စည်းတွေမိမိရှားထားပွေထားတဲ့ပစ္စံတွေစိန်ရွှေငွေကြောက်တံပရမ ्या တွေကိုလှချင်ရင်ပိယတရဲ့တရားတရားနဲ့အယောင်တင်ရတယ်။ဘာနဲ့အယောင်တင်ရသလဲ။တရားတရားနဲ့အယောင်တင်ရတယ်တဲ့။နောက်တစ်ခုဆိုမယ်တရားရှိလေပစ္စည်းမွဲလာလဲမလှပါတရားရှိလေပစ္စည်းမွဲလာလဲမလှပါတရားတရားတွေဘလောက်ပဲရှိပါစေပေါ်ပါစေပိဋကတွေပစ္စည်းမရှိပြန်မှုဆိုရင်လည်းပဲမလှဘူးတဲ့လှတယ်တဲ့လားမလှဘူးတဲ့ကဲဆိုလိုက်ပါပစ္စည်းဆိုတာပန်းပမာသေချာတူလာတာပစ္စည်းဆိုတာပန်းပမာသေချာတူလာတာတရားတရားလူတညာလာသွားပစ္စည်းပါတရားတရားလူတညာလာသွားပစ္စည်းပါအဲ့ဒီတော့ကိုရှာဖွေထားတဲ့ဥစ္စာပစ္စည်းဒီပန်းနဲ့တူပါတယ်အဲ့ဒီပန်းနဲ့တူတဲ့ဥစ္စာပစ္စည်းတွေကထုတ်နှုတ်ပြီးတော့ဒီနေ့ဘာဝနာပရိယတ္တိစာသင်တိုက်ကြီးမှာဓမ္မယုံတော်ကြီးတစ်လုံးလာပြီးတော့စွမ်းနိုင်သမျှအလှတကအလှမာတွေကလူတန်းတယ်ဆိုတာပိယတရဲ့ပစ္စည်းကိုလှအောင်လာလောက်တာဘာကိုလှအောင်လာလောက်တာဧကိုရှားထားဖွေထားတဲ့ရှိဝါဥစ္စာတွေကိုလှအောင်လာလောက်တာဘာနဲ့လာလောက်တာတို့ဆိုတရားတရားနဲ့ဘာနဲ့လာလောက်တာဒီတော့ဒီရှားလို့ဖွေလို့ရတဲ့ရှိဝါဥစ္စာတွေကိုပန်းဘုံကြီးနဲ့ပမာထားတရားတရားကိုပန်းသိတဲ့ကျိုးနဲ့ပန်းအတတ်ပညာနဲ့ပန်းအလှပြင်သောအတတ်ပညာနဲ့ပမာထားလို့မြတ်စွာဘုရားဟောတော်မူပါသည်ကဲနောက်တစ်ခုဆိုမယ်ပိယတရဲ့ခန္ဓာဆိုတာပန်းပမာသေချာတူလာတာခန္ဓာဆိုတာပန်းပမာသေချာတူလာတာသီလမြဲရာထိုခန္ဓာလှမလွန်သေးကြသီလမြဲရာထိုခန္ဓာလှမလွန်သေးကြဘုန်းကြီးတို့တရားနာပရိသတ်ပေါင်းတော်ကောင်းတို့ရထားတဲ့ဟောဒီခန္ဓာဟာပန်းနဲ့တူတယ်ခန္ဓာဘာနဲ့တူလဲအိုးဒီခန္ဓာကိုယ်ကြီးဘလောက်လှလှပိယတတ်ရဲ့ဒီခန္ဓာကိုယ်ကြီးဘလောက်လှလှဒီခန္ဓာကိုယ်ကြီးမှာသီလတန်းစာမစင်ဘူးဆိုရင်သီလဒီဟုသောပန်းတိကုန်းတဲ့တတ်ပညာကိုမစင်ဘူးဆိုရင်မတတ်ဘူးဆိုရင်ပိယတတ်ခန္ဓာကိုယ်မလှဘူးတဲ့ခန္ဓာကိုယ်ပါတယ်လေပကတိကြည့်ရင်တော့ဖြင့်ဩမျက်လုံးလေးကကောင်းတယ်မျက်လုံးလေးကဘယ်လိုပဲနှာခေါင်းလေးကဘယ်လိုပဲပါးစပ်ကလေးကဘယ်လိုဟဲ့နဲ့အသားလေးကဘယ်လိုဟဲ့နဲ့
လောကမျက်လုံးနဲ့ကြည့်ရင်တော့လှတယ်ထင်ရပေမဲ့လို့ငါးပါးသီလတော်မမြဲဘူးအခါကြီးရဲ့ကြီးဥပုံနေမှာတော့မှဥပုံမစောင့်နိုင်ဘူးဆိုရင်ဘယတတ်တယ်ဘလောက်လှတဲ့ခန္ဓာကိုယ်ပြောတဲ့ဓမ္မမျက်လုံးနဲ့ကြည့်ရင်မလှတော့ဘူးဓမ္မမျက်လုံးနဲ့ကြည့်ရင်ဗါတဲ့လေအသားမဲပါစေသွားကျဲပါစေအယုတ်ဆိုးပါစေဘယတတ်သို့တော့ငါးပါးသီလမြဲအောင်နေမယ်တလ40မပြင်းဥပုံမှန်မှန်စောင့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာလှသလားမလှဘူးလားအေးဒါကြောင့်တိကုံပန်းတိုင်းလှစေခြင်းနဲ့ဗတရားတဲ့လေဒါကြောင့်ဘုလို့မိမိတို့ခန္ဓာကိုယ်ဒီဟုသောပန်းပုံကြီးမှာအဲ့ဒီပန်းပုံကြီးကိုလှခြင်းရင်ဘိတတ္တရေသီလဒီဟုသောကျိုးတန်တဲ့သီလဒီဟုသောကျိုးတန်တဲ့သီပြီးတော့မိမိခန္ဓာကိုယ်ကိုသီလနဲ့အလှဆင်ရမယ်။ဘာနဲ့လှဆင်ရမယ်။ဆိုလိုက်ပါအသက်ဆိုတာပန်းပမာဒူရာမလိုက်ပါအသက်ဆိုတာပန်းပမာဒူရာမလိုက်ပါဘာဝနာတရားဝါသူများလှသွားအသက်ပါဘာဝနာတရားဝါသူများလှသွားအသက်ပါဟောဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့ရဲ့အတ္တဒပတ္တဒလို့ခေါ်တဲ့ထွက်လေဝင်လေဒီနေ့တော့ပြောနေတဲ့အသက်တဲ့အဲ့ဒီအသက်ကအတ္တဒပတ္တဒနာတိပြလေးမှာထွက်လေဝင်လေဝင်လာလေပြန်ထွက်သွားတယ်လေဝင်သွားတယ်လေပြန်ထွက်သွားတယ်ဒီဝင်လေထွက်လေဟာပြည့်တဲ့ထွက်ပြီးတဲ့လေပြန်မဝင်ရင်အသက်ထွက်ပြီးထွက်ပြီးတဲ့လေပြန်မဝင်ရင်ပါတယ်လေအသက်ထွက်တယ်ဆိုတာအဲ့ဒါပြောတာဝင်သက်ထွက်သက်နာတိပြကနေပြီးတော့ဝင်လေထွက်လေမလုပ်တော့ဘူးဆိုရင်အဲ့ဒါအသက်ထွက်သွားတာသေတာပဲအဲ့ဒါဒါကြောင့်လူသေတဲ့အခါမှာလေရှူသေးလားရှိုက်သေးလားဆိုပြီးနှာခေါင်းဝလေးခွန်းလေးနဲ့ခံပြီးတော့ကြည့်တော့ဝင်လေထွက်လေမဖြစ်တော့ဘူးချုပ်သွားပြီဆိုရင်တော့အဲ့ဒါအသက်ထွက်တယ်လို့ခေါ်တယ်သို့တော်ဘေးတရေဟိုဝင်လေထွက်လေချုပ်နေတဲ့အခါမျိုးတွေရှိပါတယ်အဲ့ဒါဝင်လေထွက်လေချုပ်နေတဲ့ပုဂ္ဂိုလ်တွေနိရောဓဖလားသမဘာဝင်စားနေတဲ့ပုဂ္ဂိုလ်တို့နောက်ရေငုံနေတဲ့ပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်လဲတဲ့ရေတွင်းထဲမှာလက်စော့တကွင်းကျသွားတယ်သို့မဟုတ်လက်ကောက်တစ်ဖက်ကျသွားတယ်ငါလက်ကောက်ရေတွင်းထဲကျသွားလို့ကောင်းလေးရေလာပါနေရေငုတ်တက်လားငုတ်တက်ပါတယ်ငါလက်ကောက်လေး10ပေးပါအေးမင်းကငါပတ်စံ9000ပေးပါမယ်ဆိုရေငုတ်ကျွမ်းကျင်တော့မြို့ကောင်းသားတွေကြောင်းမြောက်အောင်ကြိုက်ပြီးတော့အဲ့ဒီရေထဲကိုဆင်းသွားတာပြေးတိုင်းရေထဲမှာအသက်ရှူသလားမရှူဘူးဒါပေမဲ့ तू သေးနေတာလားမသေးဘူးအဲ့ဒီလိုလဲရှိသေးတယ်ဘယေသားရဲ့အဲ့ဒါအသက်မရှူတဲ့ပုဂ္ဂိုလ်9ဦးရှိတဲ့ဇာပေမှာပြထားတာဘယ်နှဦးရှိလဲနိရောဓဖလားသမဘာဝင်စားတဲ့ယဟန္တာကြီးများလည်းပဲဝင်လေထွက်လေကိုချုပ်တဲ့ဝင်လေထွက်လေချုပ်သွားတယ်ထားလိုက်တော့အဲ့တော့အခုဘုန်းကြီးတို့တာမန်အချိန်တာမန်ပုဂ္ဂိုလ်တွေကတော့ဝင်လေထွက်လေဆိုတာအများအားရှိသလားမရှိဘူးလားအဲ့ဒါကိုပဲတင်စားပြီးတော့ဗာပြောကြတယ်အသက်လို့တင်စားပြီးတော့ပြောနေကြတာဝင်လေထွက်လေချုပ်သွားရင်ဗာပြောလဲအသက်ထွက်သွားပြီတဲ့အဲ့တော့ဒီဘာဝနာအလုံးလို့ခေါ်တဲ့လုပ်ငန်းဟာလည်းပဲနာတိပြထွက်လေဝင်လေပဲမမဘုန်းကြီးတို့ကျေးဇူးရှင်မာသီသရောဘုရားကြီးနီးဆိုရင်တော့ဝမ်းပိုက်ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်ပဲမမဒါလည်းပဲဒီလေဝင်လေထွက်ရှိနေမှဒီဝမ်းပိုက်ကဖောင်းတာပိန်တာဖြစ်တယ်မဟုတ်ဘူးလားအဲ့တော့ဖောင်းပိန်ပဲမမဘယတရဲ့အတ္တရပတ္တရလို့ခေါ်တဲ့ထွက်လေဝင်လေပဲမမအဲ့ဒါလေးကအသက်ရှူရှိုက်နေတဲ့အချိန်မှာလုပ်ရတာဟုတ်တယ်မဟုတ်လားအဲ့တော့ဒီအသက်ရှိနေတဲ့အချိန်ကာလမှာရှူရှိုက်နေတဲ့အချိန်ကာလမှာဘာဝနာကုသိုလ်ကောင်းမှုကိုမလုပ်ဘူးတရားထိုင်ခြင်းတရားရှုမှတ်ခြင်းတရားနှလုံးသွင်းခြင်းဆိုတဲ့ဘာဝနာကုသိုလ်ကောင်းမှုကိုမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ဟာမလှဘူးတဲ့အဲ့ဒါကိုဘုရားရှင်ကိုတော်မြတ်ကဘယတယေဝိတာခါကိုကြောင်းပြုပြီးတော့ဟောတာဘယ်သူကိုကြောင်းပြုတာလဲ
အေဒါကြောင့်ဆိုလိုက်စမ်းမှာပန်းကုံ3ခုပမာပြုဟောမှုဒေသနာပန်းကုံ3ခုပမာပြုဟောမှုဒေသနာမသေးခင်မှာကုသလာမှန်စွာပြုသင့်တာမသေးခင်မှာကုသလာမှန်စွာပြုသင့်တာဝိသခာအားအစထာဖယားဟောခဲ့တာဝိသခာအားအစထာဖယားဟောခဲ့တာအဲဒီတော်မှာဘုဒ္ဓ6ပါးတက္ကင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကဘိက္ခဝေယဟန်တော်များအိုချစ်သားတို့မာလကာရောကျွမ်းကျင်ထူးခြားစံပြကြံစီတူဒီသောပန်းသေးကြီးသည်ပုဗ္ဗရာတိမ်မှစံပြဘုံဘုံမျိုးပေါင်းစုံသည်ပန်းပုံကြီးထဲမှာဘဝကြီးငယ်ပုံသွင်းစုံလင်ထူးခြားများပြားလာကုန်သောမာလာကုနေတွေ့သူရွှင်ပြုံးဝယ်ယူသုံးပုံလှပသောပန်းကုံတို့ကိုကရိယာယထာဝမ်းမြောက်ကြည်သာပြုလုပ်ရသကဲ့သို့ဧဝံပမထာယုထုအတုဇာတေနရှေ့ကံပင့်တင်ဖွားမြင်လာပြီးသည်ဖြစ်၍မေဇေနဘိမချွတ်ဧကံတေယံဖြစ်လာတတ္တဝါတိလီဘဝကြီးငယ်၍ကမနေသာသည့်များပြားလှစွာသောဒီနေရာလေးသေချာနားထောင်ပါပြေတတ်တယ်ဘဝကြီးငယ်၍ကမနေသာသည့်များပြားလှစွာသောကုသလံဒါနသီလဘာဝနာဟုကုသိုလ်စုကိုတဲ့အိုးငါတို့ကတော့ပတ်စံမရှိသေးပါဘူးလေပတ်စံနေရှိမှကြောင်းကြီးအကြီးဆောက်လိုက်မယ်လို့အဲ့ဒီလိုဘုန်းကြီးတို့ပြေးတိုင်းကုသိုလ်ကိုကြီးတာတွေငယ်တာတွေငါတို့ကတော့ပတ်စံလေးနည်းနည်းလေးပဲဒီကြောင်းထဲမှာသွားထည့်ရတာမျက်နှာငယ်လိုက်တာနည်းနည်းလေးပဲမဆောက်သေးပါဘူးလို့အဲ့ဒီလိုကြီးတာငယ်တာမရွေးနေတဲ့ကုသိုလ်ဆိုတာကြီးကြီးလဲလုပ်ရမယ်ငယ်ငယ်လဲလုပ်ရမယ်ကုသိုလ်ဆိုတာကြီးကြီးလဲပါတယ်လေငယ်ငယ်လဲဘာလုပ်လဲလုပ်ရမှာပဲအဲ့ဒါမြတ်စွာဘုရားကဗာမိန်တော်မူတဲ့တုံးဆိုခြင်းဘဝကြီးငယ်၍ကမနေသာသည့်များပြားလှစွာသောကုသလံဒါနသီလဘာဝနာဟုကုသိုလ်စုကိုဒါနလည်းပဲကိုစွမ်းအားရှိသလောက်ကိုတရားတရားနဲ့ကိုပန်းလေးနဲ့ကိုလှအောင်ပြင်ဟုတ်လားဘေးသားရဲ့ကိုပန်းလေး၃မွေးရှင်၃မွေးနဲ့တန်လှအောင်ပြင်၄မွေးရှင်၄မွေးနဲ့လှအောင်ပြင်သူများတွေကြည့်ပြီးတော့ဟာသုံးဓာတ်တိုက်ကြီးဆောက်တာတူရဲသိန်း3000တောင်ကုန်တယ်လှူကျင်လိုက်တာအားချလိုက်တာငါတို့မလှူနိုင်ဘူးလေဆိုဒီလိုအားမပြတ်နေတဲ့ကိုရှိတဲ့အတိုင်းတာလေးနဲ့ကိုပန်းပွေလေးနဲ့ကိုလှအောင်ပြင်ရင်လည်းလှတာပဲလှသလားမလှဘူးလားသီလလည်းပဲထုံနည်းတူသွားပဲအခါကြီးရဲ့ကြီးဥပုပ်နေဥပုပ်တစ်နေ့လုံးမစောင့်နိုင်ဘူးတဲ့နေဝက်စောင့်တစ်နေ့လုံးမစောင့်နိုင်ရင်နေဝက်မစောင့်နိုင်ဘူးဆိုရင်နာယီပိုင်းပြီးတော့စောင့်နေဝက်မစောင့်နိုင်ဘူးဆိုရင်ဘာလုပ်လဲဥပုပ်သီလတိပရိသတ်ကာလပရိယန္တသီလတဲ့ဘာတယ်လဲပြောကြည့်အချိန်ပိုင်းပြီးစောင့်လို့ရတယ်ချိန်ပိုင်းပြီးဘာလုပ်လဲချိန်ပိုင်းပြီးစောင့်လို့ရတယ်ငါးပါးသီလလို့မဟုတ်ဘူးငါးပါးသီလကတော့တစ်ပုဒ်ပဲစောင့်မယ်နှစ်ပုဒ်ပဲစောင့်မယ်မဟုတ်ဘူးအခုဘုန်းကြီးဒီဓမ္မသဘင်တရားဝဲဒီနေ့အောင်ဥပုံနေမဟုတ်ဘူးဘုန်းနေဟုတ်သလားဒါပေမဲ့ဘုန်းကြီးဗာသီလပေးထားလဲဥပောတထသီလဗာသီလလဲအရိယတိစောက်ထိတ်အပ်သောဥပုသ္သီလကိုဘုန်းကြီးတရားဟောခြင်းတဏှာကြီးကြာမယ်ဆိုရင်ဒီပိဋကသီလတဏှာကြီးမရဘူးလားဒါမြင်ဘုန်းကြီးတို့ပိဋကဘောတော်ကောင်းတို့ရဲ့ခန္ဓာကိုယ်ဟာဒီညသီလတွေနဲ့တန်းသာဆင်နာတာမို့လို့ဒီခန္ဓာကိုယ်ဟာမလှဘူးလားဒါကြောင့်သီကုံပန်းတိုင်းလှစေခြင်းဗါတယ်လေတချို့ကလည်းပြောတယ်ဥပုပ်နေရဲ့ဥပုပ်မစောင့်နိုင်ဘူးတဲ့ဘာဖြစ်လို့မစောင့်နိုင်တာတော့မေးတော့
ဘာဖြစ်လို့မစောင့်နိုင်တာတော့မေးတော့မအားလို့တဲ့ဗါတယ်လဲမရေးတိုင်းမအားရအောင်ဘာတွေလုံးနေတော့ဆိုတော့အလုံးတွေရှုံးနေလို့တဲ့ဘာတွေလုံးနေလို့တဲ့အလုံးတွေရှုံးတာလားအရှုံးတွေလုံးတာလားအရှုံးတွေလုံးနေတာဒါကြောင့်ဘုန်းကြီးဓမ္မသဘင်တရားဝဲမှာခဏခဏဆိုတာလေးရှိတယ်ပရိသတ်ရဲ့အတွင်းကလည်းရှုပ်လို့လိမ့်အပြင်ကလည်းရှုပ်လို့လိမ့်ကိုယ်ကလေးအမေဘုတ်လို့တကယ်ပြုံးမဲ့ပုံကိုချိန်သုံးတနာချီအရှုပ်ကိုဖြီးဖြုံးမှပြုံးမဲ့ထိုအချိန်တဲ့တတန်တရားလုံးရှုပ်လာတာဂဏိတိရှင်းလို့မရသေးဘူးဟုတ်တယ်ဟုတ်လားဒါကြောင့်ဘာပြောတာတော့ပရိသတ်တွေအလုတ်တွေပါတယ်လေပြောင်းမြန်ပြန်ပြောလိုက်စမ်းပါပြန်ပြောလိုက်စမ်းပါသိလားသိဖို့အရေးကြီးတယ်ဘာအရေးကြီးလဲပရိသတ်မရှိတာတဲ့မသိတာခက်တယ်မရှိတာတဲ့ဘာလဲမရှိရင်နေပြီမသိတာခက်တယ်အခုသိပြီမသိဘူးလားသိတော့ဘုန်းကြီးပြောချင်တာကရတဲ့အချိန်လေးပေါ့အပြည့်မရတာတော့ဥပုပ်နေအပြည့်မရတာတော့မှအိုးငါဥပုပ်သီလလေးတော့ယူမရမယ်ကဲလေဒီဥပုပ်သီလဒီမွန်းလွဲပြီးရင်ငါမစောင့်တော့ဘူးဆိုရင်အချိန်ပိုင်းပြီးတော့စောင့်လို့ရတယ်ရသလားမရဘူးလားကဲဥပုပ်နေမှမသိဘူးတဲ့ညနေ6နာရီလောက်ကြာမှဥပုပ်နေမှသိတယ်တဲ့အဲ့ဒီ6နာရီလောက်ကြာမှဥပုပ်နေမှသိရင်လည်းပဲသိတဲ့ချိန်ကစပြီးတော့ဥပုပ်စောင့်လို့ရတယ်ရသလားမရဘူးလားကဲညနေ6နာရီကြာတော့မှဟာဒီနေ့ဥပုပ်နေဟာငါဥပုပ်နေမှမသိဘူးဆိုပြီးတော့ဟော6နာရီထိုးတာထမင်းရလည်းစားပြီးနေပြီဆိုတော့ဥပုပ်နေမှခုမှသိတာဆိုတော့ဘာလို့မလဲပါဇက်ဆေးလက်တွေပါတယ်အကုန်လုံးဆေးကြောခန္ဓာကိုယ်တန်ရှင်းစင်ကြယ်ဆေးကြောပြီးပြီဆိုဘုရားရှိသွားဘုရားရှိသွားပြီးတော့ဘာလို့မသီလခံယူလိုက်မခံယူရမလဲ7ပါးသီလဘယ်နှပါးသီလလဲအဲ့ဒီခံယူပြီးတဲ့ချိန်ကစပြီးတော့9နာရီထိုးကိုရိယာကလာလဲမကြည့်နဲ့တော့လေဟုတ်တယ်မဟုတ်လားဒါလည်းသီလခံယူပြီးနေပြီဘာခံယူပြီးနေပြီလဲအဲ့တော့ဘုန်းကြီးတို့ပြည်သားကကတိကတပြောမှာပေါ့ကတိကတသမားကလည်းရှိကြလို့ပြောထားအောင်မယ်ရှင်ဘုရားအဲ့ဒါဆိုရင်တပည့်တော်တို့7နာရီထိုးပြီးမှပဲဒီသီလယူမယ်ဘုရားဆိုရင်ဒုက္ခပဲအဲ့ဒါဆိုရင်တော့အဲ့တော့သိတဲ့ချိန်ကစပြီးတော့ပြည်သားရေမလုပ်ရမလဲသီလယူလိုက်ပြလိုက်တညာလို့အဲ့ဒီသီလနဲ့အိတ်သွားဟောသီလရသွားတာပဲရသလားမရဘူးလားအဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကအနာတပိန်အိမ်မှာကြုံကလေးတစ်ယောက်ကဒီလိုပဲလေလုတ်ငန်းသိမ့်ပြီးတော့ညနေမိုးချုံမှပြန်လာတာထမင်းယုံကိုသွားတာထမင်းယုံကြီးတကားပိတ်ထားတယ်အနာတပိန်အိမ်မှာလူပေါင်း100ကျော်ရှိတယ်ခိုင်းထားတဲ့ကျွန်းတွေထမင်းယုံတကားတော့ခါထားတာအနာတပိန်ကဥပုံနေအလုံးဥပုံဆောက်ရမယ်ဆို तू ကဥပုံနေမှာမသိဘူးဖြစ်သွားတာမနဲ့အစိုးကြီးလေတဲ့သွားတာအဲ့ဒါနဲ့ညနေရေမိုးချိုးပြန်လာပြီးတော့ထမင်းယုံဖွင့်ခိုင်းတော့ထမင်းချက်ဆောင်မှကြားတဲ့အတော်ကြီးကဟက်ကောင်လေးမိဖို့ကြောင့်လည်းဘာမှမရှိဘူးဘာဖြစ်လို့တော့တော်ကြီးဒီနေ့ဘာမှမချက်ဘူးလားမချက်ဘူးလေဘာလို့တော့ဒီနေ့ဥပုံနေဩဒီနေ့ဥပုံနေလားဟုတ်တာအတော်ကြီးဟာကျွန်တော်မသိဘူးဗျာအဲ့ဒါဆိုရင်ကျွန်တော်လည်းဥပုသ်ဆောက်မှာပေါ့အေးဆောက်ပေါ့ဒါနဲ့အနာတပိန်ရှိသွားတယ်သေးကြီးခင်ဗျာကျွန်တော်ဥပုသ်နေမှမသိလို့ဒီနေ့ဥပုသ်မဆောက်မိပါဘူးအခု6နာရီခွဲ9နာရီတောင်ဖြစ်နေပြီကျွန်တော်ဥပုသ်သီလဥပုသ်ဆောက်လို့ရပါသေးလားခင်ဗျာရတယ်မင်းသီလလိုချင်လို့လားဟုတ်ပါတယ်အနာတပိန်ကသောတာပန်အရိယာလေနာတပိန်ကဘာပုဂ္ဂိုလ်လဲကဲမင်းရေမိုးချိုးကပါဇတ်တွေပါနေဆေးကြောပြီးတော့လာခဲ့ဆိုပြီးအဲ့ဒါအနာတပိန်ကြီးကပရိသတ်ဘာလို့တလဲအဲ့ဒီကလေးကိုသီလပေးတယ်အဲ့ဒီကလေးကိုဘာပေးလဲအဲ့ဒီသီလနဲ့အိတ်သွားတာပရိသတ်ညကြတော့ပိုက်ထဲမှာအစာမရှိတော့တနေ့လုံးကလယ်ထဲမှာတအားပင်မလာတာနှလုံးကိုလေဟပ်ပြီးတော့အဲ့ဒီကလေးသေသွားတာနတ်ပြည်မှာနတ်သားသွားဖြစ်တယ်နတ်ပြည်မှာဘာသွားဖြစ်လဲဒုက္ခနာကိုယ်ကိုသီလနဲ့တန်းစာရှင်ဟာမောင်ကောသလရမင်းတထေးတူပေးရအောင်လို့သူတို့ပစ္စည်းတွေရှုလို့ပြောင်းလို့မရဘူးဇတိလတထေးဆိုလို့ရှိရင်စိတ်ရုပ်တွေရွှေစိတ်ရုပ်တွေခြောက်ဝန်းထဲမှာကြည့်လိုက်လို့ရှိရင်ဘင်းတိုင်းစိတ်ကောင်းတယ်ရွှေရုပ်တွေပေါ်လာတာရွှေလို့မလွယ်ဘူးပြောင်းလို့မလွယ်ဘူးမရဘူးပေးရမယ်ဒီကောသလမင်းကလည်းဇွတ်ကြတယ်ဘင်းတိုင်းသူရှိတထေးမရှိလို့တထေးတောင်းတယ်
era ne bemidara menjinga mekhana ne o nga muma de ne time la o ba so bi lo era muji maya tena pati ne nyila nga kho de yauk pharo phit de Kodala ming nga Tawuthi pi ko tathe tu taung le belo lok ja male mu ro mat do ro mama bhaya tathe ji 5 ဦးပေးရမကုန်လူရမကဘရုံမရွှေကြပန်းကဲ့သို့ဆိုဒီနိဗ္ဗာန်ဆိုတွေပေးနေတဲ့ဆိုတော့မှအဲ့ဒီလိုတထေးကြီးတွေကရွှေ့လို့ပြောင်းလို့မရဘူးအဲ့တော့တထေးကြီးကိုမပေးချင်တော့လည်းပဲတထေးငယ်တော့ပေးချင်ပေးလိုက်ပါတထေးငယ်ဆိုဘု து ပေးရကောင်းမလဲမင်တကတထေးကြီးရဲ့တန်ဒနင်စရတထေးကိုပေးလိုက်ရင်ကောင်းမှထင်တယ်နေုံအဲ့ဒါဆိုရင်ဒနင်စရခေါ်မေးအောင်ပဲဆိုပြီးတော့ဝိသခာရဲ့အဖေဒနင်စရကိုခေါ်မေးတယ်အမောင်တနင်စရသောဒလမင်းကတထေးတူတောင်းနေတယ်တို့တထေး 5 ဦးပေးလို့မရဘူးအဲ့တော့မောင်ရင်ကတထေးအငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်သွားနိုင်မလားမင်းတရားကျင့်နိုင်ရင်ထက်လိုက်ပါလိုက်သွားပါမယ်တဲ့။အိုဝိသကတာဝတိကိုရောက်လာပုံလေးကိုဘုန်းကြီးကဒါပြောတာပုဗ္ဗယုံအကြောင်းတဲတာဘာကြောင့်တဲပြစ်တယ်ဆိုတာဒါပြောနေတာ။ तू အဲ့ဒီလိုမစလာပဲနဲ့ဝိသကဗတ္တိယမြို့သူပဲ။အဲ့ဒါကောသလမင်းကဒါတောင်းတော့မှဝိသကရဲ့အဖေဒနင်စရတထေးကိုဘုန်းကြီးတို့ဗိမိတရမင်းကြီးကထက်လှုပ်ပေးလိုက်တာထက်လှုပ်ပေးတဲ့ခါကျတော့ဝိသခာကပရိသတ်ရဲ့အဲ့ဒီမှာ9 နှစ်သမီး10 နှစ်သမီးအရွယ်လောက်ပဲရှိသေးတယ်သူ့အဖေရဲ့သူ့အမေရဲ့မိသားစုတွေကောလို့ရှိတဲ့ပစ္စည်းတွေလဲတွေနဲ့တင်လဲတွေနဲ့တင်လဲတွေနဲ့တင်ပြီးတော့ကောသလမင်းကြီးကရှေ့ရစစ်တပ်ကြီးနဲ့အဲ့ဒါဒနင်စရတထေးကနောက်ကသူ့ချွေရန်သင်းမေးအများကြီးလိုက်လာတာပရိသတ်လဲတွေနွားတွေတခါတည်းကျွဲတွေအကုန်လုံးသူပိုက်ဆံမြပစ္စည်းတွေအလုံးတင်ပြီးတော့အဲ့ဒါလိုက်လာတဲ့အခါကျတော့ဘုန်းကြီးတို့တာဝတိမြို့ကိုရောက်ခံနေတာဝတိမြို့ကိုရောက်တော့မြင်နေရပြီဟိုမှာမြို့ရိုးတွေပြအိုးတွေတတိုင်းတွေပစ္စင်တွေနဲ့နေရာလေးတစ်ခုရောက်တဲ့အခါကျတော့ရာသီဥတုကလည်းကောင်းမြေအနေထားကြည့်တော့တယ်မြေတွေကလည်းစွတ်ဆိုနေတဲ့အခါကျတော့အဲ့ဒီမှာဘုန်းကြီးတို့ဟွာကမေးတယ်ဒနင်စရတထေးကမြတ်သောမင်းကြီးဒီနေရာဟာဘယ်သူပိုင်ပါသလဲဒီနေရာဟာငါပိုင်တဲ့နေရာပဲတာဝတိနဲ့ဒီနေရာနဲ့ဘလောက်ဝေးပါသလဲဖရာလို့မေးတော့6 ယူဇနာဝေးတယ်တဲ့ဘလောက်ဝေးတယ်တဲ့လေအဲ့ဒါဆိုလို့ရှိရင်ဒီမြေနေရာလေးကိုသိသဘောကျပါတယ်အဲ့တော့ပရိသတ်ကလည်းသိအများကြီးပါလာတဲ့အတွက်ကြောင့်မလို့တာဝတိမြို့ထဲမှာသွားပြီးတော့နေရာချမယ်ဆိုရင်မြို့ကျင်းတယ်အသက်ရှူမဝဘူးအဲ့ဒီနေရာလေးမှာပဲမြို့တည်ပြီးတော့နေခဲ့ပါရစေတော့ဝိသခာရဲ့အဖေဒနင်စရတထေးကကောသလမင်းထံမှာခွင့်တောင်းတယ်ပရိသတ်ခွင့်တောင်းတဲ့အခါကျတော့မှကောသလမင်းကြီးကဂိုင်းကောင်းပြီအဲ့ဒါဆိုလဲဒီနေရာမှာနေခဲ့ပြီတော့ခေါ်ရင်တော့အချိန်မရွေးလာပါလာပါမယ်ဆိုပြီးတော့ဒနင်စရတထေးကြီးဒီအဲ့ဒီမှာပရိသတ်မြို့တည်တယ်ဒနင်စရတထေးဘာလုပ်တယ်လဲဒနင်စရတထေးဒီသူကိုယ်တိုင်တောင်းယူပြီးတော့တည်ရတဲ့မြို့ဖြစ်လို့အဲ့ဒီမြို့ကိုပါဠိလိုသာကေတမြို့တဲ့ဘာမြို့တဲ့လဲသာကေတဆိုတဲ့ပါဠိစလုံးကကိုယ်တိုင်တည်တဲ့မြို့တဲ့ဘာမြို့တဲ့လဲဒီနေ့ဘုန်းကြီးတို့ရန်ကုန်မှာသာကေတဆိုတာမရှိဘူးလားအဲ့ဒါဘာကြောင့်သာကေတမှဲ့တာလဲတော့မသိဘူးအဲ့ဒါကတော့ဟိုမှာတာဝတိမှာ6 ယူဇနာဝေးတဲ့မြို့မှဲ့ထားတာကတော့အဲ့ဒါသာကေတမြို့ဆိုတာဒနင်စရတထေးဝိသခာရဲ့အဖေတည်သွားတာမရေးသားရဲ့အဲ့ဒီမြို့ဟာအဲ့ဒါနဲ့တို့ပြလိုက်ကြပါတော့ဝိသခာဟာဗမာနေရတုံးဆိုလို့ရှိရင်အဲ့ဒီသာကေတမှာနေရတယ်မရေးသားရဲ့ဗမာနေရတယ်သာကေတမှာနေရင်နေကနေလို့ဝိသခာဘယ်အရွယ်ရောက်လာပြီလဲတဲ့အသက်16 နှစ်အရွယ်ရောက်လာပြီအပြိုဖြစ်ပြီဝိသခာဘာဖြစ်ပြီလဲမရေးသားရဲ့အပြိုဖြစ်တော့ကောင်းခြင်း 5 ပါးနဲ့ပြည့်စုံနေတဲ့ကောင်းခြင်းဘယ်နှပါးနဲ့လဲမပြောတော့ဘူးပြောရင်မိုးလင်းသွားလိမ့်မယ်ကောင်းခြင်း 5 ပါးကတော့ထားလိုက်တော့အဲ့တော့ကောင်းခြင်း 5 ပါးနဲ့ပြည့်စုံတဲ့ဝိသခာဟာပရိသတ်ဝိသခာရဲ့ဂုဏ်လေးတစ်ခုပြောမယ်ဝိသခာကအိတ်နေလဲလှတယ်တဲ့မတ်တရနေလဲလှတယ်တဲ့ထိုင်နေလဲလှတယ်တဲ့လမ်းလျှောက်နေလဲလှတယ်တဲ့ဣရိယာပုတ် 4 ပါးလုံးမှာဝိသကမလှတဲ့နေရာတနေရာမှမရှိဘူးတဲ့ဒါကြောင့်ဝိသခာကိုမြင်တဲ့လူတိုင်းဟာပရိသတ်ဘယ်အချိန်သွားကြည့်ကြည့်ဝိသခာကိုသိအားကြတာဝ
ငါဝိသခါလို့ဖြစ်ရှင်လိုက်တာဝိသခါလို့ဖြစ်ရှင်လိုက်တာတချို့ကြတော့သွားနေတော့လှထိုင်နေတော့လှရနေတော့လှအိတ်တဲ့အခါကျတော့မလှတော့ဘာလို့မလှတာပဇာကြီးခေါ်ပြီးတော့ခေါ်နေဝိသခါအဲ့ဒီလိုမရှိဘူးတဲ့ဝိသခါသွားကြည့်အိတ်နေလည်းပဲပုံပုံကလေးကြည့်ရတာလှတယ်တဲ့ထိုင်နေလည်းပဲလှတယ်တဲ့ဒါကြောင့်တချို့ကလေထိုင်နေတာကြည့်ပြီးလို့ရှိရင်ဝိသခါရေမတ်တလေးထားပြပါဦးဟဲ့မလီမတ်တရတော့လှတာအေးဝိသခါတုံးလုံးလေးလှည့်ပြသားမအောင်ဟဲ့တုံးလေးမလီလှလိုက်တာဟဲ့တုံးလုံးလေးကြတော့လည်းပဲဝိသခါရေလမ်းလေးလျှောက်ပြပါဦးဟဲ့ဝိသခါအဲ့ဒါလမ်းလျှောက်ပြတယ်ဒီနေ့ခေတ်လို့ရှင်တော့ဗာလဲဟိုမော်ဒယ်တွေလျှောက်တယ်လို့နေမှာပေါ့ဒီနေ့ခေတ်အဲ့လိုစင်မော်တက်ပြီးတော့လေလမ်းလျှောက်တာတို့ဘာတို့ညာတို့ဟိုတည်းကရှိတယ်ဝိသခါအဲ့လိုဆောက်ခိုင်းတာလေလှလို့အဲ့ဒါမှတ်ထားဘွေတို့ပြေးတာဟိုတည်းကရှိတယ်ဝိသခါလမ်းခဏလျှောက်ပြတယ်သူကလှတာအသက်ဘယ်လောက်နေသွားလဲ120နေသွားတယ်အသက်ဘယ်လောက်နေသွားလဲသပင်တစ်ချောင်းမှမဖြစ်ဘူးတဲ့သွားမကြိုးဘူးတဲ့အဲ့ဒါမြည်တွေမြစ်တွေကြားထဲမှာထိုင်နေရင်ဘယ်ဟာဝိသခါတုံးဆိုတာမသိဘူးထတော့မှနည်းနည်းလေးတွဲပေးလိုက်တော့ဟောအတွဲခံတဲ့လူကဝိသခါထိုင်နေရင်မြည်တွေမြစ်တွေကြားထဲမှာသားတွေသမီးတွေကြားထဲမှာဘယ်ဟာဝိသခါတုံးဆိုတာဘုန်းကြီးတို့ပြုံးနေကြည့်မသိရဘူးတဲ့တရားမို့လို့လေပါတီမတ်မြတ်ရင်ဆိုသွားတာပါတဲ့ကျောင်းအမကြီးရဲ့ဝိသခါမြေတရားတောင်လှနေမှာဆိုတာကြားဘူးတယ်မို့လားအဲ့ဒါပဲပိဿဝိသခါကအဲ့လောက်ထိလှတာတဲ့အသက်120ရာနေသွားတယ်အဲ့တော့ထားလိုက်တော့ဝိသခါအိမ်အောင်ကြခံလေးပြောကြအောင်ဆိုအဲ့ဒါဝိသခါအဲ့ဒါနေတော့16နှစ်အရွယ်တနေ့တော့ပိဿရဲ့အဲ့ဒီတာကေတမြို့မှာတစောင်းတိုင်းမိထွန်းပွဲဒီနေ့ခေတ်နဲ့နားလေအောင်ပြောတာတောက်ထိတ်နှစ်ခါပွဲလို့ခေါ်တယ်။ဒါကြောင့်နိုင်မိထုံးပွဲမှာဘာလို့ကြတော့ဆိုတော့အမျိုးသမီးအမျိုးသားတွေပိုးချပန်းကြတာပေါ့လေပိုးချပန်းကြတာဘာဖြစ်လဲကြိုက်တဲ့သူတွေ့လို့ရှိရင်ပန်းကုန်းဆော့လိုက်ရင်ဒါပြီးရောသူတို့အိန္ဒိယတလေးထုံးနှန်းဆင်လာအဲ့ဒါနဲ့နှစ်ဖြင့်ငါလို့တောက်ထိတ်နှစ်ခါပွဲပေါ့ဒီနေ့လို့ရေချိုးစိတ်မှာရေချိုးဆဲနာဝိသခါရဲ့တငယ်ချင်းမှာ900ရဲ့ဟိုအမျိုးသမီး900ကလည်းအကုန်ပါလာတယ်သူနဲ့အတူတူပဲ9နှစ်သမီးကတငယ်ချင်းတွေကလိုက်လာတဲ့ဗတ္တိယမြို့ကနေပြီးတော့တာကေတမြို့အဲ့ဒါနဲ့ရေချိုးသွားတော့ရေချိုးစိတ်ရောက်ခါနေမှာမိုးရွာတယ်တဲ့ဘာဖြစ်တယ်တဲ့လေမိုးရွာတော့ဟောကလေးမတွေအားလုံးဟာတခါတည်းလုံကြီးတူတူဝင့်ပြီးတော့အတင်းတခါတည်းဇယပေါ်ပြည့်တက်ကောအဲ့ဒီဇယပေါ်မှာပရိသတ်ဘသူတွေရှိတုံးဆိုတော့ပုံနာ8ယောက်တဲ့ပုံနာဘယ်နဲ့ရောက်လဲအဲ့ဒီပုံနာ8ယောက်ကဒီဇယပေါ်ဗတ်တက်လုံနေတာတုံးဆိုတော့တို့သမီးလောင်းလာရှာတာဘသူကရှာခိုင်းတာတုံးဆိုတော့တာဝတိမြို့ကတထေမိခါရတထေတဲ့ဘာတထေတဲ့မိခါရတထေကသူ့သားလေးတယောက်ရှိတယ်ပုံညဝဒနာဘသူတဲ့လေပုံညဝဒနာမင်းအရွယ်ရောက်ပြီအိမ်အောင်ပြူမျိုးဆက်ပြတ်သွားလိမ့်မယ်တို့ရှိတဲ့ပစ္စည်းတွေရှင်မရင်သိမ်းသွားလိမ့်မယ်အဲ့တော့ဓမ္မမင်းအိမ်အောင်ပြူဟောအဖေရဲ့ကောင်းခြင်း5ပါးနဲ့ပြည့်စုံတဲ့အမျိုးသမီးရရင်ယူမယ်ဒီရှာမယ်ကွာဆိုပြီးတော့အဲ့ဒါပုံနာတွေကိုရှာခိုင်းတာအဲ့ဒါပုံနာတွေကသာဝတိမြို့ထဲလိုက်ရှာတယ်မတွေ့ဘူးမတွေ့တော့တာကေတမြို့ကိုရောက်လာတယ်ဆိုလိုက်ကြလို့တာကေတမြို့ပြင်စရပုံမှာပုံနာတွေကထိုင်ပြီးတော့ရေချိုးစိတ်ဆိုတာအမျိုးသမီးတွေရေလာချိုးမယ်အဲ့တော့ဒီမှာကောင်းခြင်း5ပါးနဲ့ပြည့်စုံတဲ့မိန်းကလေးတယောက်တည်းလို့တော့တွေ့မှာပဲဆိုပြီးတော့ပုံနာတွေကရေချိုးစိတ်စရပေါ်ကနေထိုင်ဆောက်မိုးတွေလေတွေကြတော့ဟိုအမျိုးသမီး900ကအတင်းပြေးပြီးတော့ဇယပေါ်တက်ဝိသခါကတလှမ်းချင်းလာယေရှုဆိုပေသည်ဇယပေါ်ရောက်တော့ပုံနာတွေကအကက်ခတ်တယ်ကောင်းခြင်း5ပါးနဲ့ပြည့်စုံတယ်ဒါပေမဲ့လို့ဒီအမျိုးသမီးရဲ့သွားဤကောင်းခြင်းမမြင်အောင်ပါးစပ်ပိတ်ထားတာစကားပြောအောင်လုပ်မှရမယ်စကားပြောမှသွားပေါ်မယ်သွားပေါ်မှဒီသွားကညီသလားခေါ်နေသလားခြိုက်ဝင်နေသလားပိုးစားနေသလားသွားရဲ့ကောင်းခြင်းကိုကြည့်ရမယ်ဘာကိုကြည့်ရမလဲဘုရားသားရဲ့ဒီသွားရဲ့ကောင်းခြင်းကိုကြည့်ပြီးတော့မှဒါကောင်းခြင်း5ပါးနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်တော့ဖြင့်ဒါပြောရမယ်ဆိုပြီးတော့အဲ့ဒါနဲ့ပုံနာချင်းတယောက်ကအနာသွားပြီးတော့သမီးရဲ့မိန်းကလေးအဝတ်စားတွေရေဆိုးလို့ကြည့်မကောင်းဘူးသမီးတငယ်ချင်းတွေပြေးတာသမီးဘာလို့မပြေးတယ်လဲဆိုတော့အဖေရဲ့တဲ့စကားပြောသိချိုတာတာဝိသခါကဘုရားသားအဖေရဲ့တဲ့လောကမှာလေတဲ့မိန်းကလေးဆိုတာရောင်းကုန်တဲ့
မိန်းကလေးဆိုတာဗါတဲ့လေမိန်းကလေးဆိုတာရောင်းကုန်တဲ့လောကမှာပြေးသွားလို့မတင့်တယ်တဲ့ပုဂ္ဂိုလ်သုံးဦးရှိတယ်တစ်ရှင်မရင်နဲ့တစ်ဗါတဲ့လေပရိသတ်ပေါင်းနေစလွယ်တွေနှောင်းနေနဲ့တောင်ရှိပစိုးကြီးနဲ့တန်လျက်ကြီးကင်ပြီးတော့နေတဲ့ရှင်မရင်ဆိုတာခန့်ခန့်ညာညာနေရတယ်ဘယ်လိုနေရတယ်လဲအဲ့ဒါပေါင်းနေစလွယ်တွေနှောင်းနေနဲ့တန်လျက်ကြီးကင်ပြီးတော့သွားတဲ့ရှင်မင်းကြီးကပြေးရင်ကြည်ကောင်းသလားရှင်မရင်ဆိုတာခန့်ခန့်ထဲထဲသွားမှကြည်ကောင်းတယ်နံပါတ်2ရှင်မရင်စီးတော်မူသောကကြိုးတန်းစာဆင်နာသောဆင်ရတနာဆင်ဆိုတာလည်းပဲဆင်မရင်သာဆိုတဲ့အတိုင်းဆင်ဆိုတာတလှမ်းချင်းသွားမှကာကျိုးတန်းသာဆင်နာသောဆင်ကတလှမ်းချင်းသွားမှကြည်ကောင်းပါလေမိန်းကလေးဆိုတာလည်းတလှမ်းချင်းသွားမှကြည်ကောင်းတယ်နောက်တစ်ခုပြည့်တဲ့ဘုံကြီးယဟန်ဆိုတာလည်းပြေးသွားရင်ကြည်မကောင်းဘူးတဲ့အဲ့တော့အဲ့ဒါတွေသူပြောပြီးတော့မိန်းကလေးဆိုတာရောင်းကုန်ဖေတို့ရဲ့မတော်များလေးတဲ့ပြေးသွားလို့ဟောလက်ကျိုးသွားပြီဆိုရင်ယူမဲ့လူမရှိတော့ဘူးလက်ကျိုးမှယူဘယ်သူမှမယူဘူးခြေကျိုးသွားရင်လည်းယူမဲ့လူမရှိတော့ဘူးယူမဲ့လူရှိတာတော့မှရောင်းကုန်ဈေးနဲ့ပဲလာဝယ်တော့မယ်အဲ့တော့ဓမ္မအင်ကြီးဝိစားကတဲ့ဆိုလို့ရှိရင်အိမ်မှာပြန်လဲလို့ရပါတယ်ဒါကြောင့်မပြေးဘူးတဲ့ဆိုတော့တူတူပြောဆိုပြေးတိုက်အဲ့ဒီမှာဝိသခါကိုသဘောကျပြီးတော့ပါလာတဲ့ရွှေပန်းကုန်းဝိသခါလည်းပဲနဲ့ဆွတ်ပေးလိုက်တယ်ဆွတ်ပေးတဲ့ဝိသခါဒါဘာလို့တာလဲမိဂါရတထေကြီးကသူသားပုံညာဝတ္တနာလက်ဆက်ဖို့လို့ပြောအမလေးတသိန်းတန်တော့ရွှေပန်းကုန်းလက်ဆောင်ပေးတာဝိသခါဘာပြန်ပြောလိုက်တယ်အောက်မေးလို့တော့တသိန်းတန်နဲ့ရွှေပန်းကုန်းကိုရရင်တချို့ဆိုဝန်းတာမှာပေါ့ဝိသခါကဘာပြန်ပြောလိုက်တော့ဆိုတော့အဖေရဲ့တဲ့ဒီရွှေပန်းကုန်းကကျမအိမ်မှာရှိတဲ့ရွှေစီတစ်စီးသားလောက်ပဲရှိပါတယ်တဲ့တထေးမျိုးကလာတာဘယ်မျိုးကလာတာလဲဘုရားတဲ့အဲ့ဒါနဲ့တူတူပြောတော့ဝိသခါကိုသဘောကျတယ်သဘောကျတော့ပုံညာဝတ္တနာတထေးသားကဝိသခါကိုတောင်းယူတယ်တောင်းပြီးတော့ဝိသခါဘယ်ပါသွားတော့ဆိုတဲ့အခါကျတော့တဝဋ္ဌိမျိုးလေးရောက်သွားတယ်ဘယ်ရောက်သွားလဲတာကိတာကနေပြီးတော့ဝိသခါ16နှစ်သမီးအရွယ်မှာတဝဋ္ဌိမျိုးလေးကိုရောက်သွားတယ်ရောက်သွားပြီးတော့ဘယ်မှာသွားနေရတော့ရောက်ခမအိမ်မှာဘယ်မှာသွားနေရလဲအဲ့ဒီမှာပြဿနာတက်တာကဘုရားသားကြီးဝိသခာတိဗုဒ္ဓဘာသာခုနှစ်သမီးသောတာပန်အရိယာသူရောက်ခမကောသူရောက်ကြားကောကမိစ္ဆာဒိဋ္ဌိတဲ့သူရောက်ကြားကောသူရောက်ခမကောပါတယ်အဲ့ဒီမှာပြဿနာတက်တာပဲအဲ့တော့ဝိသခာကယရဏသုံးပါးကြီးညွတ်တဲ့ဗုဒ္ဓဘာသာရောက်ခမနဲ့လင်သားကမိစ္ဆာဒိဋ္ဌိဘာသာကြားပေါ်လေဒီနေ့လိုပြောရင်တော့အဲ့ဒါတခါတည်းသူအဲ့ဒီမှာနေရတော့ဘုရားသားတူတူပြောလိုက်ကြပါစို့ပေါ့လေဝိသခာကသူတောင်းခဲ့တဲ့ဆုတွေရှိတာကိုသူကြောင်းလှူခြင်းတယ်တန်ဃာတွေပြင်ပြီးတော့ဆုံးကတ်ခြင်းတယ်ကြောင်းကြီးတစ်ကြောင်းဆောက်ပြီးတော့လှူခြင်းတယ်ဒါတွေဟာသူလှူခွင့်မရဘူးမိစ္ဆာဒိဋ္ဌိအိမ်မှာနေတော့ကဘာသာကြားအိမ်မှာနေတော့ကလှူခွင့်မရဘူးတနေ့တော့ဘုရားသားကြီးလှူခွင့်ရဖို့လို့ကြံကြံဖန်ဖန်ဘလို့ဖြစ်လာတော့လို့ဆိုတဲ့အခါကျတော့ဝိသခာရဲ့ရောက်ခမကြီးမိဂါရတထေးထမင်းစားနေတော့အိမ်ရှိမှတန်ဃာတစ်ပါးဆွမ်းလာရတယ်တဲ့အိမ်ရှိမှဘာလို့လဲတန်ဃာတစ်ပါးဆွမ်းလာရတဲ့အခါကျတော့အဖိုးကြီးကမသိတရားအောင်ဆောင်ပြီးတော့မျက်နှာလှောရင်းနေအဲ့တော့ဝိသခာကပြောတယ်ရှင်ဘုရားတဲ့ကြော့စုံးမှာဘုရားတပည့်တော်ရောက်ခမကအဲ့ဒီဝိသခာကသူ့ရောက်ခမထမင်းစားနေတဲ့အချိန်မှာရောက်ခမဘေးနားမှာထိုင်ပြီးတော့ဘာလို့လဲရက်ခတ်ပေးနေတယ်ဘာလို့ပေးနေလဲဘုရားအဲ့ဒါဘုန်းကြီးတို့ပြေးတဲ့ချွေးမတွေမှတ်တာရောက်ခမထမင်းစားရင်ဘာလို့ပေးရပြောဘာလို့ပေးရမလဲငွေကြီးရတော့ငါကျေးဇူးတင်ပါပဲချမ်းမြေမြတ်ဆိုတော့ငါတို့ပြောသွားပြီကွာအိမ်ရောက်လို့ရင်ထမင်းစားရင်ခေါ်ဟဲ့ချွေးမလာရလက်ခဘာဖြစ်လို့တော့ဘုမချမ်းမြေမြတ်ဆရာတော်ခေါ်သွားတယ်ကျောင်းမကြီးဝိသခမိဂါရတထေထမင်းစားနေတော့ဘာကပ်ပေးတာလဲရက်ခပေးတာနော်အဲ့ဒါလုပ်ပေးရမယ်ရောက်ခမရက်ခပေးရမယ်နော်သမင်းစားတော့ရက်ခပေးသူချစ်လာလေးရေလေးပါလေးခတ်ပေးပြီးတဲ့ကချော့ပြီးတော့သူလက်စွပ်ချော့ညာတောင်းဒါလိုလုံးမရမယ်ဒီရောက်ခမတွေကပေးမှာမဟုတ်ဘူးအဲ့ဒါရက်လေးပါလေးခတ်ပေးပေါ့လေဝေယဝတ်စာလုပ်ပေးရတယ်ဘုရားသားကြီးအဲ့ဒါနဲ့တို့ပြောဆိုဘုရားသားကြီးအဲ့ဒါတခါတည်းရက်ခပေးလှမ်းပြောတယ်တပည့်တော့ရောက်ခမကြီးရဗျာတဲ့အဟောင်းလေးစားနေတာပါဗျာဆိုတော့အဖိုးကြီးကထမင်းစားနေရတဲ့ဝိသခါကိုကြံတွေ့တယ်နည်းနည်းဘာစကားပြောတာလဲဟဲ့
ငါထမင်းစားနေတော့နင်ကအဟောင်းစားတယ်ပြောတယ်အဟောင်းဆိုတာမစင်ကိုပြောတာကျင်ကြီးကိုပြောတာအစာသစ်အစာဟောင်းအစာသစ်ဆိုတာစားချတဲ့ထမင်းအစာဟောင်းဆိုတော့အောက်ကနေထွက်သွားတာကြည်စမ်းငါထမင်းစားနေတဲ့ချိန်ကြီးမှာနင်ငါ့ကိုအစာဟောင်းလို့ပြောတယ်ဟာအဲ့ဒီမှာအဖိုးကြီးဒေါတွေကံပြီးတော့ဘယေတိုက်ဝိသခါကိုနှင်ချတာဘယ်သူကိုနှင်ချရောက်ခမနဲ့ချွေးမဘာဖြစ်ပြီးတော့အဲ့ဒါဟိုတွေကမတက်တာခုချိန်လည်းမတက်ကြဘူးဘလို့ဖြစ်တာလည်းမသိအဲ့ဒါတကားနဲ့ဆင်းဆိုတော့မနေနဲ့ဟာဝိသခါကစကားတတ်တာပဲဘုန်းကြီးတို့ဘယေတိုက်အဖေတဲ့ကျမဟာအိမ်မော်ကိုဥတလုံးတစ်ကောင်ကျွတ်နဲ့တက်လာတာမဟုတ်ဘူးတဲ့ဆွေနဲ့မျိုးနဲ့အတိုင်းနဲ့ဝိုင်းနဲ့ဒီအိမ်မော်တက်လာစဉ်ကာလတုန်းကဟောဒီတာဝတိမျိုးကတထေးကြီး၄ဦးပါတယ်တဲ့ဘယ်နှဦးပါတယ်လဲဝိသခါကိုအဲ့ဒီအိမ်မော်ကိုတင်တင်ကာလကပြေးတိုင်းမြို့မျက်နှာဖုံးတထေးကြီး၄ဦးပါတယ်အဲ့တော့အဖေနှင်ချတိုင်းကျမမရှင်းနိုင်ဘူးတဲ့အဲ့တော့ကျမကိုတထေး၄ဦးခေါ်ပြီးတဲ့အဲ့ဒီလူကြီး၄ဦးကရှင်းဆိုရင်ကျမရှင်းမယ်တဲ့ဆိုတော့အဖိုးကြီးကလည်းမြန်မြန်ရှင်းအောင်ဆိုပြီးတော့သွားခေါ်ကွာဆိုတော့အဲ့ဒါတထေးကြီး၄ဦးလာတယ်နာပြီးတော့အကျိုးကြောင့်မေးတဲ့အခါကျတော့နင်ဘာဖြစ်လို့ကိုရောက်ခမကိုမစင်စားလို့ပြောတာလဲဘာကြီးတို့ကျမဒီလိုပုံစံနဲ့ပြောတာမဟုတ်ဘူးအဖေသည်အတိတ်ဘဝကကုသိုလ်ကောင်းမှုတွေမြောက်များစွာလုပ်ခဲ့လို့အဖေဒီဘဝချမ်းသာနေတာကံအဟောင်းနေအဖေဒီဘဝမှာဒါနသီလဘဝနာကုသိုလ်ကံတွေထပ်မဆက်ရင်အဖေကအဟောင်းစားတာပဲကံသစ်မဆက်ဘူးတဲ့ဘာမဆက်ဘူးတဲ့အဟောင်းတွေကုန်သွားရင်အဖေဒုက္ခရောက်သွားမှကြောက်လို့ဒါကြောင့်အဖေကိုအဟောင်းစားဆိုတာဒီအဓိပ္ပာယ်နဲ့ပြောတာပါကုသိုလ်ကံဟောင်းတွေကိုအဖေထိုင်စားနေတာအဖေကံသစ်မဆက်ဘူးဆိုတော့မှဝိသကာကဂျက်နဲ့လက်နဲ့ရှင်းပြတော့မှတထေးကြီးလေးဦးကလည်းခမည်းကလည်းဗျာဟုတ်တာပေါ့ခမည်းကလည်းအဟောင်းနေစားနေတာဟုတ်သားပဲဒါသူပြောတာသဘာဝကြတာပဲခမည်းကံဟောင်းကုန်ရင်ခမည်းကံသစ်မဆက်ထားရင်ခမည်းဘယ်လိုလုပ်မလဲဆိုတော့မှပရိသတ်ရဲ့အဲ့ဒီမှာတို့ပြောစို့ဘုရားမိုးရှိတဲ့တန်ဃာတွေပြင်ပြီးတော့မလုပ်တယ်လေအဲ့ဒီမှာဆောက်ကတ်တယ်နောက်ဆုံးမိဂါရတထေးဟာအဲ့ဒီမိဝိသခါရဲ့ခြေဆု6သာသနာတော်ကြီးညိုပြီးတော့တခါနဲ့အဲ့ဒီမှာသူလည်းသောတာပန်တည်တယ်ဗာတည်သွားလဲပရိသတ်ရဲ့အဲ့တော့အဖိုးကြီးကလေချွေးမလေးခြေဆုတင်လို့လေလူကြားတဲ့ကြရင်လေသူချွေးမလေးကိုဇန်းတင်တာမလီအဲ့ဒါငါချွေးမမဟုတ်တော့ဘူးအဲ့ဒါငါအမေမလီသူ့ကြောင့်ငါသာသနာကြီးညိုပြီးဒီလိုဖြစ်ရတာအမေနဲ့ဒါကြောင့်ဘုန်းကြီးတို့ဝိသခါဟာနာမည်နောက်ထပ်တစ်မျိုးရပါတယ်မိဂါရမာတာတဲ့ဘယ်သူတဲ့လဲမိဂါရမာတာဆိုရင်အဲ့ဒါဝိသခါကိုခေါ်တာနာမည်တစ်မျိုးထပ်ရတယ်မိဂါရမာတာဆိုတဲ့နာမည်အဲ့ဒါနဲ့တို့ပြောစို့ဒီတာဝတိကိုပြောင်းလာတဲ့အခါကျတော့သူ့အဖေဒနေတယတထေးကြီးကသူ့သမီးဝတ်ဖို့လို့ဆိုပြီးတော့ပြေးတတ်ရဲ့ကိုးကလေးတန်သောမဟာလတ္တာ6ဝတ္တန်းသာဆိုတာဒီနေ့စကားနဲ့ပြောလို့ရှိရင်နတ်သမီးဝတ်စုံမဝတ်စုံလဲနတ်သမီးဝတ်စုံတော့ခေါင်းကအချုံနဲ့ဒီမှာရှိရမဟာလတ္တာ6ဝတ္တန်းသာအဲ့ဒါပဲပြေးတတ်နတ်သမီးဝတ်စုံလို့မျက်စိထဲမြင်လိုက်တော့အဲ့ဒီနတ်သမီးဝတ်စုံကချီမဟုတ်ဘူးပြေးတတ်ရွှေတွေကိုအချင်မြလောက်ဖြစ်အောင်ရွှေအောင်နန်းဖြစ်အောင်လုပ်ပြီးတော့ရွှေချိုးတွေနဲ့ရက်ထားတာဗရမ ्या ပါတယ်စိန်ပါတယ်မြပါတယ်နီလာပါတယ်ဒီအင်ကြီးကြီးကအလေးကြီးဆင်ပြောင်အာစီနားမှန်ကြီးတဲ့ပုဂ္ဂိုလ်မှဒီအင်ကြီးကိုဝတ်နိုင်တယ်တာမန်ပုဂ္ဂိုလ်ဝတ်လိုက်လို့ရှိရင်ပြည့်တဲ့အင်ကြီးပြီးသေသွားမယ်အလေးကြီးကိုဗရမ ्या ဆိုတင်းနဲ့ချီပြီးတော့ပါတယ်ဒီအင်ကြီးထဲမှာဒါကြောင့်အဲ့ဒီအင်ကြီးကိုသူ့အဖေကလက်ဆောင်ပေးလိုက်တာသူ့သမီးကိုချုပ်ပြီးတော့အဲ့တော့ဝိသခါကပြေးတဲ့ဒီအင်ကြီးကြီးဝဲပြီးတော့မင်္ဂလာခန္ဓာရှိလဲပဲဝိသခါကိုလာဖိတ်တယ်တထေးမကြီးဝိသခါမင်္ဂလာခန္ဓာကြွပါပတ်စံရှိတဲ့လူဖိတ်တယ်လို့ပေါ့ပြေးတဲ့မျက်နှာရှိတဲ့လူဖိတ်တယ်လို့ပေါ့အဲ့ဒါဝိသခါမပါတဲ့မင်္ဂလာခန္ဓာမရှိဘူးဝိသခါကလည်းဘယ်မင်္ဂလာခန္ဓာကိုသွားအဲ့ဒီနတ်သမီးအင်ကြီးလို့ခေါ်တဲ့မဟာလတ္တ6ဝတ္တန်းသာကြီးဝဲပြီးတော့လှည့်ရင်ချင်းရှိပြီးတော့တခါတော့သွားတယ်ဝိသခါသွားအကိုဝိုင်းကြည့်ကြတာတနေ့တော့မင်္ဂလာတော်တစ်ခုကပြန်လာပြီးတော့ဒီအင်ကြီးကြီးနဲ့ဘုရားเจ้าကိုဘုရားဝင်ဖူးတာဝင်ဖူးတော့ဒီအင်ကြီးနဲ့ဘုရားရှိသွားလုံးဖြစ်ဘူးထိုင်အခက်ထအခက်အဲ့အင်ကြီးကိုချွတ်တာမအင်ကြီးဝက်ပြီးတော့ဘုရားသွားကြော့တာအဲ့ဒါသူ့အထုပ်ကိုသူ့အင်ကြီးထုပ်ကိုသူ့အထိန်တော်မှာပေးထားခဲ့တယ်အဲ့ဒီကောင်မလေးကလည်းအဲ့ဒီထုပ်ကြီးချပြီးတော့ကြောင်းထဲရှောက်ပြီးတော့ရှောက်ကြည့်နေတယ်ကြောက်ဝိသကတော်မကြီးကမြတ်စွာဘုရားဝင်ဖူး
ဘောပေါအောင်ကြောင်းကြီးမဆောက်ရသေးဘူးဒေတုံကျောင်းမှာဝင်ဖူးတာအဲ့ဒါဘုရားဝင်ဖူးပြီးလို့ခါကြတော့မှအဲ့ဒါများစွာဘုရားနဲ့စကားပါညာပြောပြီးတော့ပြန်ထွက်လာတော့သွားမဟေးသွားမဟေးသွားမဟေးဆိုတော့သွားပြီးတော့အကုန်လုံးမြင်းလဲဝတ်တက်ပြီးတော့သွားတော့ဟိုအင်ကြီးတို့ကြီးကျမ်းနေခဲ့ရောအင်ကြီးတို့ကြီးကျမ်းနေခဲ့တဲ့ခါကျတော့ညီတော်အာနန္ဒာကကြောင်းတပြည့်စီထွက်လဲငယ်အထုပ်ကြီးတွေ့ရောဖြည်ကြည့်တော့ဝိသခာကျောင်းမကြီးဝတ်တဲ့မဟာလတ္တနတ်သမီးဝတ်တန်းဆိုင်ကျန်နေခဲ့တော့အာနန္ဒာကအဲ့ဒီအထုပ်ကြီးမပြီးတော့ဈဉ္ဉံလမ်းမှာထားတာဘဝကြီးကအိမ်ရောက်တော့သူအင်ကြီးသူသိမ့်တော့မှာဟုတ်သိမ့်တော့မှာဆိုတော့မေးတယ်သူကြော်မဟုတ်ဟဲ့ငါအင်ကြီးပေးတစ်တာတည်းထဲရမယ်ဆိုတော့ဟာကျမကြံခဲ့ပြီဘယ်မှာကြံခဲ့လဲဈေးတုံးဟောမှာဟာကွတ်တော့ကြပြီကဲသွားကြည့်ဈေးတုံးမှာကြံခဲ့လို့ညီတော်အာနန္ဒာသိမ့်ထားပြီးပြီဆိုရင်ပြန်မယူတော့ဘူးတဲ့သွားကြည့်တော့ဟုတ်တယ်ညီတော်အာနန္ဒာသိမ့်ထားတယ်အဲ့နဲ့ဝိသခာလိုက်လာရှင်မရသိမ့်ထားတာဟုတ်သလားတန်ခါလက်နဲ့ထိသွားပြီဒီဥစ္စာတန်ခါပိုင်သွားပြီအဲ့တော့တန်ခါပိုင်သွားပြီတန်ခါကိုလှုပ်မယ်ဆိုပြန်တော့လည်းပဲဒီစိတ်နေရွှေတွေဗရမ ्या တွေပါတယ်ဒီအင်ကြီးဘာလို့မှလဲဘုန်းကြီးเจ้าမှာအဲ့ဒါဝိသခာကရှင်းတယ်ဒီအင်ကြီးရောင်းမယ်အဲ့ဒါပုပ္ပဝံเจ้าကြီးဖြစ်ပေါ်လာတဲ့သမိုင်းကအဲ့ဒါပဲပြည့်စုံဒီအင်ကြီးကိုရောင်းမယ်ဆိုတော့လည်းပဲဒီအင်ကြီးကိုဝယ်တဲ့လူမရှိပြန်ဘာဖြစ်လို့တော့ပတ်စံချမ်းသာလို့ဝယ်သည်တိုင်တာတော့မှဒီအင်ကြီးကိုဝတ်ဖို့ဆိုတာဝိသခာလို့ဆင်ပြောင်၅စီးအာမန်ကြီးမှဝတ်နိုင်တယ်အဲ့တော့ဝိသခာကဒီအင်ကြီးကိုဝယ်မဲ့လူမရှိတဲ့အတွက်ကြောင့်မို့လို့သူတန်ဖိုးဖြတ်တဲ့ကိုးကလေးလက်ခကတသိန်းနဲ့ဗရင်ဆရာတွေခေါ်ပြီးတော့ဒီအင်ကြီးကိုလှုပ်တာလက်ခတသိန်းပေးရတယ်လက်ကဘယ်လောက်ပေးရလဲလက်ကတသိန်းပေးရတယ်အဲ့တော့ကိုးကလေးနဲ့တသိန်းတန်ဖိုးဖြတ်ပြီးတော့အဲ့ဒီကိုးကလေးနဲ့တသိန်းကိုဘာလို့တလဲဝိသခာကကြောင်းဆောက်တယ်သူအင်ကြီးရောင်းပြီးတော့ဆောက်တာဘာရောင်းပြီးဆောက်တာလဲအဲ့တော့ဘုန်းကြီးတို့ဘုရားတိုက်တရားနေကုန်ထုတ်လိုက်ကြပါသို့ဘောဒါပုပ္ပဝံเจ้าကြီးရဲ့ဖြစ်ပေါ်လာအောင်ကအဲ့ဒါပါပဲအဲ့တော့သူ့ရဲ့ဒါနစွမ်းအားနော်သူ့ရဲ့ရှာလို့ဖွေလို့အတိတ်ကံကြောင့်ရထားတဲ့ရှိဝဥစ္စာကပန်းနဲ့တူတယ်။ဘာနဲ့တူလဲဘုရားတိုက်အဲ့ဒီပန်းနဲ့တူတဲ့ရှိဝဥစ္စာကိုသရတရားနဲ့တူတော့အတတ်ပညာနဲ့ပေါင်းလိုက်တဲ့အခါမှာအဲ့ဒီပန်းကလှသွားတာပဲအဲ့ပန်းကဘာဖြစ်လဲဘုရားတိုက်ဒါကြောင့်တီကုံပန်းတိုင်းလှစေခြင်းမတရားလေတီကုံပန်းတိုင်းလှစေခြင်းဆိုတဲ့တရားဒီဝိသခာကိုဟောတာဘယ်သူကိုဟောတာလဲဒါကြောင့်ပုဗ္ဗယုံကျောင်းမှာဟောတော်မူတဲ့ဝိသခာကိုဟောတော်မူတဲ့တရားကိုဒီနေ့ညဘုန်းကြီးတို့ဘာဝနာပရိယတ်တိစာသင်တိုင်းမှာဓမ္မယုံတော်ကြီးရေသက်ချကထိန်ခင်းအလူတော်မင်္ဂလာပွဲကြီးမှာဘုန်းကြီးတို့ကဒီတရားကိုပြန်ပြီးတော့ခေါ်ပါတယ်လို့အဲ့ဒါတိကုံပန်းနိုင်လှရအောင်လို့ပြေးတိုက်ဒါနပန်းတွေဆွေများနိုင်ကြပါစေခန္ဓာကိုယ်မှာသီလပန်းတွေကိုတိကုံနိုင်ကြပါစေမိမိရဲ့အသက်ထဲမှာဘာဝနာပန်းတွေကိုတိကုံနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဟိုမှာပုဗ္ဗယုံเจ้าမကြီးဝိသခာသူ့ရောက်ခမအိမ်မှာနေတော့ကပြေးတိုက်ကြောင်းလှူခြင်းလို့လဲလှူလို့မရရောက်ခမကတားတာယောက်ျားကတားတာနော်သင်္ကန်းလှူခြင်းတို့လည်းလှူလို့မရဆေးလှူခြင်းတို့လည်းလှူလို့မရကျောင်းကြီးဆောက်ပြီးတော့ဒီကျောင်းပေါ်မှာသေနာတနာအသုံးဆောင်စပွဲတွေကလထိုင်တွေခြံအောင်တွေခေါင်းတွေဘီတို့တွေဒါတွေလှူခြင်းနဲ့ဆိုမှလည်းလှူလို့မရအခုတော့ပရိသတ်ရေရောက်ခမလည်းသောတာပန်တီသူလည်းပဲသူလှူခြင်းနဲ့ကျောင်းကြီးကိုလှူရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ဝမ်းသာဖြင့်ဝိသကဒကမာကြီးကျောင်းထဲကိုလှည့်ပြီးတော့ဥရန်ကျူးတာမလုပ်တာလေကိုင်းဆိုလိုက်ပါအောင်မီတူရှင်တွဲလို့ကြောင်းလို့ပွဲကြီးအောင်ခဲ့ပြီတနေ့ကြာလျင်ဒီလိုကြောင်းကိုစေတနာကောင်းတဲ့လှူတော်မီကတင်ချင်အောင်ဆုံးသွားထားလို့ကြောင်းမှာတင်ထားလှူသွားမည်သင်္ကန်းဆွမ်းဆေးလှူခြင်းသေးရန်တွေးနေမိသည်စိတ်ကြံသမျှအဋိဋ္ဌံကအခုမှပြည့်စုံမည်
မြေတွေမြစ်တွေချမ်းရံများနဲ့ဝိသခာအဖွာလှဲ့သွားသည်ဧဒါကသူမနှုတ်ဖြာဥဒံစကားထွက်သွားကြွေကြော်သည်ဧပယေတတေဝိသကတက္ကမကြီးသည်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ကျောင်းတော်ကြီးဆောက်လုပ်လူရန်ပြီးတော့ကရာပါတရရာမံသုဒ္ဓမတ္တိကလေပနံဝိဟာရဒါနံဓာတာမိသင်္ကပောမရှာပုရိသောကရာဘေနံယောအခါကြမအာဝိသခါခောငါသည်သုဒ္ဓမတ္တိကလေပနံထုံးအင်္ဂရေမြေဖြူမြေကြီးတို့ဖြင့်လိမ့်ကြံ၍လည်းထားအပ်သောဒီနှစ်ခေတ်ခေါ်ရင်တော့အုတ်တို့ဘိလမြေတို့နဲ့လိမ့်ကြံ၍လည်းထားအပ်သောရာမနှလုံးဝဲလျော်ပြောဝဲရလည်းရှိပေထသောပါတာရံပြတ်တာကိုဆိုအပ်သောဝိဟာရဒါနံကျောင်းအလှဌာနမျိုးကိုတတမိပေးလို့ရပါအနိဣတိဤသို့မရှံငါဤသင်္ကပောကဘာတသိဖြည့်ခြင်း၍တောင်းတအပ်သောကြံစီသည်ဣဇာယနေ့မှာတော့ဥရိတောပြည့်လေပြီတကားဣတိဤသို့ဣမံဥဒနာဤဥရန်စကားကိုဥဒနေသိကောင်းစွာမသွေကျူးရင်တော်မူလိုက်ပါပေသတည်းငါလူရင်နေတဲ့အကျံစီတင်နေတော့မြောက်ပြီလို့ပြေသတရေဝိသကတက္ကမကြီးဥဒန်းငါးဂါထာကိုကျူပါတယ်ပုဗ္ဗာယုံကြောင်းကြီးကိုမြေတွေမြစ်တွေဝန်းရံပြီးတော့လှဲ့လဲပါတယ်နှုတ်ကလည်းပဲမထုရတတ်ထေနာလို့ဆိုတဲ့အတိုင်းတာယာချုံမြိန်သောအတန်ဖြင့်ဥဒန်းငါးဂါထာကျူပြီးတော့ဝိသကတက္ကမကြီးကျောင်းပေါ်ပြန်တက်တယ်တဲ့ကျောင်းရည်တဲ့ချပွဲဒါကြောင့်ဒီနေ့ဘာဝနာပရိယတိစာသင်တိုင်းမှာလည်းပဲဓမ္မယုံကြီးရည်သေးချပွဲမနေ့ပြင်ကကထိန်နဲ့တွဲဖက်ပြီးတော့တရားဝဲကြီးဒီနေ့ညဆရင်ကျဲမှလို့ဓမ္မဒါနတရားအလူတို့ရန်ကုန်မြို့နတ်မောင်လန်းကဓမ္မဒါနကောင်းမှုရှင်ဦးခင်စောထွန်းဒကမတော်သိင်္ဂီမိသားစုတို့ကဒီနေ့တရားအလူပေးလို့ပြီးတော့ဒီကျောင်းရည်သေးချအောင်ပွဲဓမ္မသဘင်အခမ်းအနားဒီမှာတင်သိမ့်လိုက်ကြပါစို့ကိုင်းဆိုကြပါတော့အောင်မီတူရှင်နွယ်လို့ကျောင်းလိုပွဲကြီးအောင်ခဲ့ပြီတနေ့ကြရင်ဒီလိုကျောင်းကိုစေတနာကောင်းနဲ့လှူတော်မူကတင်ချင်အောင်ဆုံးတာကသူမနှုတ်ဖြာဥဒံစကားထွက်သွားကြွေကြော်သည်ဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာကိစ္ဆာပါတိတော်ဒေနာသဗ္ဗေဒုက္ခယန္တုဇနာဣဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟတသုတယံဘူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာဂိစ္စပါတိတော်ထံကရိုင်းပယပြပြသာသာထိကရွဆိုရင်ဟောကြားအပ်သောအယံဓမ္မောဝိသကဝတ္ထုလို့ခေါ်ဆိုအပ်တဲ့ဒီကုံပန်းတိုင်လစေခြင်းလို့အမည်ပေးထားတဲ့ဓမ္မကတာဒေသနာတော်များကိုမေမယငါတိတေတိတော်တို့တက္ကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့ရှိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်သဗ္ဗေကျွေမဲ့ဥသုံးလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂိနောမိမိတို့အသည်အလိုရှိအပ်တောင်းတအပ်သောဣဋ္ဌမင်္ဂလာကြက်တရေဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာမာ
ချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း